ရောက်နေရပေါ်လာပါတယ်အဲ့ဒီစိတ်ဓာတ်ကိုမိဖို့ကြောင့်လည်းမှာပဲအသုံးချနေတယ်အပြင်းမထွက်ဘူးဘယ်နဲ့တော့ရပါမလားအဲ့ဒါပဲဒါမိဖို့ကြောင့်လည်းထွက်ဖို့ဘုန်းကြီးကတော့တိုက်တွန်းနေတာပါနော်ကဲအယောင်လင်းနေဖြစ်နော်နောက်တစ်ခုနိရောဓသစ္စာယဟန်တို့ဤနိဗ္ဗာန်သည်ဆင်းရဲခြင်းချုပ်ရဖြစ်သောအရိယာတို့၏အမှန်တရားနိရောဓအရိယာသစ္စာမြည်နိရောဓအရိယာသစ္စာမြည်ဤဟုဘုရားမဖြစ်မီရှေးကမကြားဘူးကုန်သောနိရောဓသစ္စာတရားတို့၌ငါဘုရား၏ပညာမျက်စိသည်ထင်ရှားဖြစ်အသိဉာဏ်သည်ထင်ရှားဖြစ်အပြားအဖြစ်သိတတ်သောဉာဏ်ပညာသည်ထင်ရှားဖြစ်ထိုးထွင်း၍သိတတ်သောဉာဏ်သည်ဉာဏ်ဝိဇ္ဇာသည်ထင်ရှားဖြစ်အလင်းရောင်သည်ထင်ရှားဖြစ်ဒါကသစ္စာဉာဏ်ယဟန်တို့ငါဘုရားသည်ထိုဆင်းရဲဤချုပ်ရဖြစ်သောဤအရိယာသစ္စာအမှန်တရားဤအရိယာတို့၏အမှန်တရားနိရောဓအရိယာသစ္စာကိုမျက်မှောက်ပြုအပ်ဟုဒါလည်းသိတယ်နော်ဒါကိစ္စညာယဟန်တို့ငါဖျားသည်ထိုဆင်းရဲခြင်းချုပ်ရဖြစ်သောအရိယာဤအရိယာတို့၏အမှန်တရားနိရောဓအရိယာသစ္စာကိုမျက်မှောက်ပြုပြီးပြီဟုဘုရားမဖြစ်မီရှေ့ကမကြားဘူးကုန်သောနိရောဓသစ္စာတရားတို့၌ငါဖျား၏ပညာမျက်စိသည်ထင်ရှားဖြစ်၏အလင်းရောင်သည်ထင်ရှားဖြစ်ဒါကကတ္တညာနော်ဒီတော့ဒီနိရောဓသစ္စာကမျက်မှောက်ပြုရမယ်တရားဤကနိရောဓသစ္စာလို့လည်းသိတယ်ဤနိရောဓသစ္စာကမျက်မှောက်ပြုရမယ်တရားလို့လည်းသိတယ်ဒီနိရောဓသစ္စာကိုငါဖျားဒီမျက်မှောက်ပြုပြီးပြီလို့လည်းသိတယ်ဒါသုံးခုပဲနော်အဲ့တော့မဂ္ဂသစ္စာနော်ယဟန်တို့ဤတရားသည်ဆင်းရဲခြင်းဤချုပ်ရနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏အမှန်တရားမဂ္ဂအရိယာသစ္စာမြည်ဟုဘုရားမဖြစ်မီရှိကမကြားဘူးကုန်သောမဂ္ဂသစ္စာတရားတို့၌ငါဘုရား၏ပညာမျက်စိသည်ထင်ရှားဖြစ်အလင်းရောင်သည်ထင်ရှားဖြစ်ဒါကသစ္စာညာယဟန်တို့ငါဘုရားသည်ထိုဆင်းရဲ၏ချုပ်ရနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောဤအရိယာတို့၏အမှန်တရားမဂ္ဂအရိယာသစ္စာကိုပွားများအပ်၏ဟုဒါကကိစ္စညာနော်ယဟန်တို့ငါဘုရားသည်ထိုဆင်းရဲခြင်းဤချုပ်ရနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောဤအရိယာတို့၏အမှန်တရားမဂ္ဂအရိယာသစ္စာကိုပွားများပြီးပြီဟုဘုရားမဖြစ်မီရှိကမကြားဘူးကုန်သောမဂ္ဂသစ္စာတရားတို့၌ငါဘုရား၏ပညာမျက်စိသည်ထင်ရှားဖြစ်အသိဉာဏ်သည်ထင်ရှားဖြစ်အပြားအဖြစ်သိတတ်သောဉာဏ်ပညာသည်ထင်ရှားဖြစ်ထို့တွင်သိတတ်သောဝိဇ္ဇာဉာဏ်သည်ထင်ရှားဖြစ်အလင်းရောင်သည်ထင်ရှားဖြစ်၏ကတ္တဉာဏ်ဘုရားဟုဝန်ခံခြင်းကွန်ပျူတာရိုက်တဲ့လူတွေနည်းနည်းတော့မှတ်လိုက်နော်အဲ့ဒါကတော့ဟိုခေါင်းစဉ်လေးကအပေါ်ရောက်နေတယ်သူတို့နားမလည်ဘူးထင်ပါတယ်စာရင်းကဟိုကတော့စီးပြီးလိုက်တယ်ဒီကြတော့ထပ်ပြီးသူတို့ကဆရာလုပ်ပုံရတယ်ဘုရားဟုဝန်ခံခြင်းဒါလေးကတော့ခေါင်းစဉ်လေးပဲနော်ယဟန်တို့ဤအဲ့တော့ဒီနေရာမှာဆိုလိုတာကဤကမဂ္ဂသစ္စာလို့သိတယ်ဤမဂ္ဂသစ္စာအပွားများအထဝမဲ့တရားလို့လည်းသိတယ်ဤမဂ္ဂသစ္စာကိုငါဖျားဒီပွားများပြီးပြီဆိုတာလည်းသိတယ်ဒီအသိသုံးခုပဲနော်ကဲနောက်တစ်ခုယဟန်တို့ဤအရိယာတို့၏အမှန်တရား၄ပါးတို့၌ဤသို့၃ပါးသောအပြန်12ပါးသောအချင်းရာရှိသောမှန်ကန်သောဉာဏ်အမြင်သည်မစင်ကြယ်သေးသည်မြတ်ကလပ်ဘလုံးငါဖျားသည်နတ်မနဗြဟ္မာတို့နှင့်တကွာသောနတ်လောကနှင့်သမဏဗြဟ္မဏမင်းများလူများနှင့်တကွာသောလူလောက၌အတုမရှိသောအလုံးစုံသောတရားတို့ကိုကိုယ်တိုင်မှန်စွာသိသောအရဟတမေဉာဏ်ကိုသိပြီဟုဝန်မခံခဲ့ချေနော်သုံးပါးအပြန်ရှိတယ်ဆိုတော့ခုနကဒုက္ခသစ္စာမှာသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်၃ခုသမုဒယသစ္စာမှာလည်းသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်၃ခုနိရောဓသစ္စာမှာလည်းသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်၃ခုမဂ္ဂသစ္စာမှာလည်းသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်၃ခုပေါင်းလိုက်တော့12ခုဒါပဲနော်သုံးပါးအပြန်၃ချော့ယဟန်တို့ဤဣရိယာတို့အမှန်တရား၄ပါးတို့၌ဤသို့၃ပါးသောအပြန်12ပါးသောအချင်းရာရှိသောမှန်ကန်သောဉာဏ်အမြင်သည်စင်ကြယ်လာသောအခါ၌သာလျှင်ငါဖျားသည်နတ်မာနဗြဟ္မာနှင့်တကွာသောနတ်လောကနှင့်သမဏဗြဟ္မဏမင်းများလူများနှင့်တကွာသောဤလူလောက၌အတုမရှိသောအလုံးစုံသောတရားတို့ကိုကိုယ်တိုင်မှန်စွာသိသောအရဟတမေဉာဏ်ကိုသိပြီးဟူ၍ဝန်ခံခဲ့ငါဘုရားရှင်ကိလေသာတို့မှလွတ်မြောက်မှုသည်မပျက်စီးနိုင်ပြီဒါပြောတာပဲနော်ကိလေသာတို့မှလွတ်မြောက်သွားတာတခါလွတ်ပြီးနောက်ထပ်ပြန်လာအောင်မယ်ဆိုတာမျိုးဟုတ်သလားမဟုတ်ဘူးအပြီးလွတ်သွားတာနော်မပျက်စီးနိုင်ပြီဤကအဆုံးစုံသောဘဝတည်းယခုကဘဝတည်းနဲ့ဖြစ်ချင်းမရှိတော့ပြီဟုငါဘုရားရှင်အဉာဏ်အမြင်ပစ္ဆဝခဏဉာဏ်တည်လေးထင်ရှားဖြစ်ပေါ်ခဲ့ပြီဟုမိန့်တော်မူ၏မိမိဘဝဟာဆုံးရင်လည်းဆုံးတယ်
မဆုံးရင်လည်းမဆုံးသေးဘူးဆိုတာတရားအထုတ်တဲ့ပုဂ္ဂိုလ်ဆိုတာသိရပါတယ်သိလည်းသိပါတယ်နော်ဒီတော့ခုဘုရားရှင်ကတော့ဆုံးပြီဆိုတာသူသိတယ်တချို့မဆုံးသေးတဲ့ယောဂီတွေရှိကြပါတယ်မဆုံးသေးတဲ့ယောဂီတွေကြတော့ဘယ်နှဘောမှာဆုံးမယ်ဒုတိယဘောမှာဆုံးမယ်သုံးဖို့တတိယဘောမှာဆုံးမယ်သုံးဖို့သရုပ်တော်ဘောမှာဆုံးမယ်ဒါကိုယ်တိုင်သိရတယ်ငါရဲ့လမ်းခီးဟာဘယ်တော့မှပြီးဆုံးမယ်ဆိုတာလှမ်းမြောက်ကြည့်လိုက်လို့တွေ့မြင်ရရင်ဘယ်နဲ့တော့တခါကြီးတွေဒုမကြီးတွေဝမ်းမသာဘူးလားဩနာသေးရင်ငါဘယ်တော့လွတ်တော့မယ်အပိတိုင်လွတ်တော့မယ်ဒါကအရေးကြီးတာပဲနော်ကိုလွတ်မဲ့အချိန်ခါကိုလှမ်းမြောက်ကြည့်လိုက်လို့မြင်တွေ့နေရပြီဆိုရင်တော့ဒါဝမ်းသာဖို့မကောင်းဘူးလားသို့တော့ခုရှိတာကဒီနေရာမှာမသေးကြတာလေးတွေရှိတယ်ဘုန်းကြီးတို့စာနယ်သုံးအရာပြောရရင်တော့အရိယာရင်ပါလဲဇမိုက်မှာသုံးတဲ့ဘုန်းကြီးပါအစစ်အတုဘာအစစ်ဒီဘောခေါ်နာမည်လေးတော့မေးထွက်ဟိုပုဂ္ဂိုလ်အစစ်နဲ့အတုလားနေနောက်ဆုံးအဆုံးတော့ဆုံးမဲ့ပုဂ္ဂိုလ်ဘောပစ္စည်းမဘုရားအစစ်အတုဆိုတာနှစ်ခုရှိတယ်ပစ္စည်းမဘုရားအစစ်ကတော့ကျင်းတယ်ပဲမိုးနဲ့မြေကြီးညှက်တယ်လည်းမသေးဘူးဥမာရှင်တန်ကိစ္စမထေတော့လို့နော်တန်ကိစ္စမထေတော့လို့မိခင်ပိုင်ထဲမှာမိခင်ကိုမိရှို့လိုက်ပြီမဲ့လို့သူမသေးဘူးအဲဒီတော့မိုးနဲ့မြေကြီးညှက်တယ်လည်းမသေးဘူးသူကပစ္စည်းမဘုရားအစစ်ပဲတချို့ကပစ္စည်းမဘုရားအတုဆိုတာရှိတယ်အဲ့ဒီအတုတွေကြတော့ဒီကထွက်မလို့တော့သူကစဉ်းစားနေတယ်မထွက်နိုင်ပြန်နေအဲဒီလိုမထွက်နိုင်တဲ့ပုံကိုယ်တွေကြတော့သူ့မှာကျွတ်နိုင်တဲ့ဘာမီမျိုးစစ်ရှိတယ်ဒါပေမဲ့မကျွတ်ဘူးဆိုလိုတာကတော့ဘုန်းကြီးတို့ဘုရားရှင်လက်ထက်ကမဟာဒနတထေသာကြားဖို့ကြလိမ့်မယ်စေတယောအခါပြီးပါရဝဲဂရေကျွေသောတထေသာလင်းဆိုတာဒီပုံကိုယ်တွေကြည့်လိုက်လို့ရှိရင်သူအရတ္တမေအရတ္တဖို့ရနိုင်တဲ့ပါရမီမျိုးစစ်ကောင်းရှိခဲ့တယ်ပထမအရွယ်မှာသန္တရာဝဆင်းဒုက္ခကိုညှင်းွယ်ပြီးတော့အေယာတိထောင်လူခေါင်ကိုစွန့်ခွာပြီးတော့သာသနာပေါင်းရောက်ပြီးရှင်ပြုခဲ့မယ်ဆိုရင်အမျိုးသားကယဟန္တာဖြစ်မယ်အမျိုးသမီးကအနာဂံဖြစ်နိုင်တယ်ဒုတိယအရွယ်မှာဆိုရင်အမျိုးသားကအနာဂံဖြစ်မယ်အမျိုးသမီးကသက္ကာရဂံဖြစ်မယ်တတိယအရွယ်မှာဆိုလို့ရှိရင်အမျိုးသားကသက္ကာရဂံဖြစ်နိုင်တယ်အမျိုးသမီးကသောတပန်ဖြစ်နိုင်သေးတယ်ကိုအရွယ်သုံးမှလွန်သွားတယ်လွန်သွားတာခံမှန်းကြီးပေါ့လေအသက်100ဝန်းကျင်လောက်အထိရောက်သွားပုံရတယ်အဲဒီခံကြတော့မှသူကဘာလုပ်လဲဇေတဝန်ကျောင်းမှာလာပြီးတော့ယဟန်ကြီးဆွမ်းစားတဲ့ဆွမ်းကြောင်းခွေးကြတဲ့လေကောင်းလေးမှာလေကတိကလေးမှာလာထိုင်ပြီးတော့ခွက်ကလေးတွေနဲ့ကန်ပြီးယဟန်ကြီးပူတာလေးကိုစားရနိုးဆိုပြီးတော့ထိုင်ဆောင်လာတောင်းနေတယ်တောင်းနေတော့ဘုရားရှင်ကလှမ်းမြော်ပြီးဒီပုဂ္ဂိုလ်တွေကိုကြည့်လိုက်တော့အရတ္တဖို့ရနိုင်တဲ့မျိုးစေ့တွေရှိနေတယ်သောတပန်သက္ကာရဂံအနာဂံဖြစ်နေတဲ့မျိုးစေ့တွေလည်းပါနေတယ်ပါနေပြီမဲ့လို့မြတ်စွာဘုရားကဒီပုဂ္ဂိုလ်တရားဟောပါလားဆိုတော့မဟောတော့ဘူးမဟောတာဘာဖြစ်လို့လဲအရွယ်သုံးပါးကိုလွန်သွားတော့ဘုရားရှင်ဟောလိုက်တဲ့တရားကိုခံယူနိုင်တဲ့စွမ်းအင်တွေကုန်သွားတယ်ဒီကကြီးတွေကဒီအနောက်တိုင်းစေပညာအရာပြောရင်တော့ဥနောက်တရားပါပြီလေရှုံသွားတယ်အဲဥနောက်ရှုံခံမှထောက်ချက်နဲ့ဘုန်းကြီးကြောင့်ကတ်လိုက်တော့ဖြစ်ပါတော့မလားဘယ်လိုတော့ဘုန်းကြီးကြောင့်မအမွေးလေးကံပြီးထောက်ချက်နဲ့ဥနောက်တွေကအရေကွန်ရှုံတော့မှဖြစ်ကြောင့်ကတ်လာရင်တော့ဒီတရားရပါမလားအဲ့ဒါပဲဒါပစ္စည်းမဘုန်းကြီးကအတုခေါ်ပါတယ်နောက်ထပ်သူတို့ဘယ်တော့မှရမယ်ဆံမဖော်ပြချက်မရှိတော့ဘုန်းကြီးတို့လည်းအတိအကျမပြောနိုင်ဘူးဒါကြောင့်ခုလိုဥနောက်မရှုံခင်လေးပေါ့နော်ဥနောက်တည်းရှုံမဝင်ခင်လေးမှာကြိုးစားထပ်ဖို့တော့မကောင်းဘူးလားနောက်ဘောဆိုတာဘယ်ရောက်မယ်ဆိုတာကွာသိရင်တော့တော်သေးရဲ့ဘယ်ရောက်မယ်မှန်းလည်းမသိဘူးကျင့်လည်းမထားဘူးကျင့်နေတာလည်းမရှိဘူးဆိုတော့နောက်ထပ်သာသနာနဲ့တွေ့ကျင်လည်းတွေ့ပဲမတွေ့ကျင်လည်းမတွေ့ဘူးသိကြဖို့ကောင်းပါတယ်ဒါကြောင့်ဥနောက်မရှုံခင်လေးမှာကြိုးစားကြပါလို့ဘုန်းကြီးကတိုက်တွန်းပါတယ်နော်နည်းနည်းလေးဘာလို့ရမလဲစွန့်ခွာရမယ်အဲဒီတော့ဘာကြောင့်ဒီပုဂ္ဂိုလ်တွေဟာခုလိုအချင်းအရွယ်လွန်မှဘုရားရှင်နဲ့တွေ့ရတယ်ဆိုတော့ ਨੇ ပတ်သက်လို့တော့ဘုန်းကြီးတို့ကျေးဇူးတော်ရင်လည်းဒီတော်ဘုရားကြီးကတော့သူ့ရဲ့ပါရမီဒီပတိမှာဝေဖန်ထားပါတယ်သူတို့မှာဝိဇ္ဇာမျိုးစေ့နဲ့စရဏမျိုးစေ့နှစ်ခုရှိတဲ့အ ਨੇ ကသူတို့က
ဝိဇ္ဇာမျိုးစေ့သာအောင်မြင်ပြီးတော့စရဏမျိုးစေ့မအောင်မြင်ခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်အဲ့ဒါကြောင့်ဘုရားရှင်နဲ့အချိန်မီမတွေ့ရအောင်အကယ်အချိန်မီသာတွေ့ခဲ့မယ်ဆိုရင်တော့သူတို့ကကျွတ်တန်းဝင်နိုင်ပါတယ်သို့တော့သစ္စကပရပိုက်ကြီးကြည့်လိုက်သူလည်းပစ္စည်းမဘုရားကအတုပဲသစ္စကပရပိုက်ကြီးကြတော့ဘုရားရှင်ကခုဒီအတိတ်ကပိစုံပဲအစ္ဆဒဗိဒ္ဓစတဲ့17မျိုးသောအချက်ပဲဒီတဲ့ခန္ဓာ၅ပါးကိုအနတ္တဖြစ်ကြောင်းဟောတယ်အနိစ္စဒုက္ခအနတ္တဖြစ်ကြောင်းဟောတယ်သူကအတ္တဖြစ်ကြောင်းလာပြီးငင်းတယ်ဘုရားရှင်ကသုလသစ္စကသုတ်တံမဟာသစ္စကသုတ်တံခေါ်တဲ့အလွန်ရှည်လျားလာတဲ့သုတ်တံကြီးနှစ်ခုသူဟောပေးပါတယ်ဟောပေးပေမဲ့လို့တရဏဂုံတော်ဆောက်တည်မသွားဘူးဒါပေမဲ့လို့ဘာအကျိုးရှိလို့ဘုရားကဟောတယ်ဆိုတော့အကျိုးကိုဘုရားကမြင်ပါတယ်သူ့မှာကဝိဇ္ဇာမျိုးစေ့ကချွတ်တက်နေတယ်စရဏမျိုးစေ့ကအောင်မြင်ခဲ့တယ်စရဏမျိုးစေ့အောင်မြင်တဲ့အတွက်အချိန်မီဘုရားရှင်နဲ့တွေ့တယ်မှန်တယ်ဝိဇ္ဇာမျိုးစေ့ကချွတ်တက်နေတော့ဘုရားရှင်ဟောတဲ့တရားကိုခံယူနိုင်တဲ့စွမ်းအားမရှိဖြစ်နေတယ်ဒါကြောင့်ပါရမီဆိုတာကသိလိုအပ်တယ်ဝိဇ္ဇာမျိုးစေ့ကိုစရဏမျိုးစေ့ကိုနှစ်ခုလုံးကအောင်မြင်ထူထောင်ထားပြီးဖြစ်ဖို့ကသိလိုနေတယ်နော်အဲ့တော့ဝိဇ္ဇာမျိုးစေ့ဆိုတာကဘာတွေစရဏမျိုးစေ့ဆိုတာကဘာတွေနောက်ပိုင်းမှာဘုန်းကြီးအကြောင်းညီညွတ်ရင်ရှင်းပြပါမယ်ဒီတော့ဒီသစ္စကပရပိုက်ကြီးကိုခုလိုသုတ်တံနှစ်ခုအပင်မခံပြီးဘုရားရှင်ဘာကြောင့်ဟောရတယ်ဆိုတော့အကြောင်းရှိတယ်ဘုရားနဲ့ခုလိုအခြေအတင်ဆွေးနွေးနေတဲ့အပိုင်းမှာခန္ဓာ၅ပါးဒီအနတ္တဖြစ်တယ်ဆိုတာကိုသူကနှုတ်ကထုတ်ဖော်ပြီးဝန်မခံပေမဲ့လို့စိတ်ထဲကနည်းနည်းသဘောကျသွားတယ်အဲ့ဒါဒီပင်သူ့အတွက်ဝိဇ္ဇာမျိုးစေ့ကောင်ဖြစ်သွားတယ်မျိုးစေ့ကောင်ဖြစ်လိုက်တဲ့အတွက်ဘာဖြစ်တယ်လဲမြတ်စွာဘုရားပြိဋိနိဗ္ဗာန်ဆံတော်မူပြီးတော့နှစ်ပေါင်း200ကျော်300ပတ်ဝန်းကျင်လောက်အရောက်ဒီဟိုကျွန်းမှာမဟာကာလဗုဒ္ဓရခိတမထေဆိုပြီးတော့ဉာဏ်မထေကြီးတစ်ပါးဖြစ်သွားပါတယ်အဲ့ဒီလိုပုဂ္ဂိုလ်တွေကြတော့ဘုန်းကြီးတို့ပစ္စည်းမဘုရားကအတုလို့ခေါ်ပါတယ်နော်အဲ့တော့ပစ္စည်းမဘုရားကအစစ်တွေလည်းရှိတယ်အတုတွေလည်းရှိပါတယ်ဒီတော့အနာဂတ်ကိုယောဂီတို့ကလှမ်းမြော်ကြည့်တဲ့အခါမှာခုခေတ်ကတော့အများအပြည့်တော့အတုတွေတော့နည်းနည်းပိုများတယ်အတုတွေပုံများတယ်ဆိုတာကအကြောင်းကဘာဖြစ်လို့လဲဆိုတော့ခက်ကဓမ္မနောက်ပွေခွေတွေကြီးပဲကြံတဲ့ခေဖြစ်နေဟိုလက်ရွေးစိန်တွေကဘုရားရှင်နဲ့အကုန်လုံးပါသွားပြီခုကနောက်ပွေခွေတွေကြောင်ကြောင်ညက်ကနေတဲ့ဘုရားရှင်လာတော့ဘယ်မှာသွားပုံနေမှမသိဘူးအဲ့ဒီလိုပုံကိုယ်တွေကများကြတယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်သူကအတုတွေဖြစ်တော့အဲ့အတုတွေထဲမှာမှအခုလိုအောင်မြင်တဲ့ဝိဇ္ဇာမျိုးစေ့စရဏမျိုးစေ့ကိုကြံ့ကြံ့နမထူထောင်ခဲ့ဘူးဆိုရင်တော့နောက်ထပ်ဘယ်ဘဝရောက်မှထူထောင်ပြမယ်ဆိုတာအတိအကျမပြောနိုင်ဘူးဒါကြောင့်နည်းနည်းသံဃာကြီးကိုတော့နည်းနည်းလေးလှမ်းမြောက်ပြီးကြည့်ဖို့လိုအပ်နေပါတယ်နော်ကဲနတ်ပြမာတို့ကြွကြော်တဲ့ဒါတော့အလုံးကြားပြီးသားပဲနော်နောက်ပိုင်းလေးဘုန်းကြီးပြောချင်တာလေးရှိနေတယ်အဲ့ဒီမှာတရားဒေသနာတော်ပြီးဆုံးသွားတဲ့အချိန်ခါလေးမှာဘာဖြစ်လဲထိုအခါမြတ်စွာဘုရားဒီဟိုနောက်ဆုံးစာပိုက်ကလေးမှာစာမျက်နှာရ6လောက်မှာနော်ဒုက္ခမြတ်စွာဘုရားသည်ယဟန်တို့ကွန်းနေညသည်သစ္စာ၄ပါးတရားကိုသိလေပြီတကားယဟန်တို့ကွန်းနေညသည်သစ္စာ၄ပါးတရားကိုသိလေပြီတကားဟုဥဒန်းကိုကျွရင်တော်မူ၏နော်ဤသို့ဥဒန်းကျွရင်တော်မူသောကြောင့်အရှင်ကွန်းနေညအားအင်ညာတိကွန်းနေညသိတော်မူပြီဆိုတာကအင်ညာတိပဲနော်အင်ညာတိကွန်းနေညဟူ၍သားလျင်အမိတွင်ထို့နောက်အရှင်ကွန်းနေညသည်အဲ့တရားကိုဆိုတာကအဲ့ဒီမှာဟိုဘာသာပြန်တာကလိုနေပါတယ်နော်သစ္စာလေးပါးတရားပဲနော်ဟိုမှာသစ္စာလေးပါးကိုသိပြီဆိုရင်အပေါ်မှာဟောထားပါတယ်ဘုရားကသစ္စာလေးပါးတရားကိုမြင်သိပြီးသည်ဖြစ်၍သစ္စာလေးပါးတရားတို့ဉာဏ်ဖြင့်ရောက်ပြီးသည်ဖြစ်ရောက်တယ်ဆိုတာကဉာဏ်နဲ့ရောက်တာနော်သစ္စာလေးပါးတရားကိုခင်းတာတော့မဟုတ်ပါဘူးသိပြီးသည်ဖြစ်၍တရားသစ္စာလေးပါးတရားတို့တက်ဝင်ပြီးသည်ဖြစ်၍ယုံမှန်ခြင်းကိုကုမြောက်ပြီးသည်ဖြစ်၍ဒုလောတွေးတော်ခြင်းကင်းပြီးသည်ဖြစ်၍မြတ်စွာဘုရားသန္တာတော်၌ရဲရင်ခြင်းတို့ရောက်ပြီးသည်ဖြစ်၍ဘုရားမတပါးကိုးစားတိုက်သူမရှိသည်ဖြစ်၍မြတ်စွာဘုရားကိုအရှင်ဘုရားတပည့်တော်သည်မြတ်စွာဘုရားထံ၌ရှင်ဖြစ်ကိုရလိုပါ၏ယဟန်ဖြစ်ကိုရလိုပါ၏ဟုလျှောက်ထား၏နော်အဲ့ဒီခါမှာမြတ်စွာဘုရားကယဟန်လာလို့ဆိုတာအိဘိက္ခုခေါ်ပါတယ်နော်ယဟန်လာလို့တရားကိုကောင်းစွာဟောအပ်ပြီးဆင်းရဲ၏အဆုံးကိုပြုခြင်းကမြတ်သောအကျင့်ကိုကောင်းစွာကျင့်လို့ဟုမြတ်စွာဘုရားသည်မိန့်တော်မူ၏ထိုစကားတော်သည်ဘင်းလင်းထိုအရှင်ပညာတိကုဏ္ဏညာ၏ပဇင်းအဖြစ်ပြီးလေပြီမြတ်စွာဘုရားကအိဘိက္ခု
Sara Tama Dukkata Anta Kriya Yadi Sara Vyamasriya Tama Dukkata Anta Kriya Yadi so we do collect an independent was chosen Yabi Matigido Pregress Basimia being Kona Gono Yebi Yaham Pitbar, no? A two the Pintangani wounded bole, Malo I'm a Gono 8 Begu Yahan Pinto Yashi Dova, no? Anima Nendeli Omadi. Inya di Guninya Tero, Atarada hit Jama Godi hit that day, what the body play, potato di. Inya di Guninya Tero, Tirane ado. Oh, computer the Margaret Kellington. Lord body, Bobby, Barilam, Thunderbody, don't cover. Mo do computer, Amanda Yellow, being who go beyond cool like Pom Beyond. And upon your computer, so you are hello, young. Computer was so drama, so random, there's only a young one, no? In Yanni Gondia, Matine, and do the go. The same secret Gondo Jamado, the Ria de Salivado go to 20 Minjaka, Thunderbody for night, Dijago E. Nadoga and they chain she Judah Winja lady. No? As in Yadi Guninya, daughter body, when you put your side there. This is a livago, 220. This is a liver 220 of Yashi, Gororenga, won't can be hotter. Not the good. Jama Blola, Sashikari. Nagaro, and then she, Alon Dodavan Pidja, Dodavan Pidja, this is a liver 220 jar. Diniyama Jadana seen it, no? Jadanaga Tuka Disa, Tumuria Disa, Niroda Disa, Mega Disa. Did this and Livago, in Yadi Guniyaha, Dibi, so we Piaga on Cantabar. He took a Disa Hapa, Radibo Malura, not the good. The same secret of Yamari, this Alivago did was that. Singoninya leader this a liver ne. The same secret of Jamari told leader this a liver to the quadra. Huh? And a bit easy, no? Buffalo easy as a point a jump yard. Candidaga this a liver manabadi toka disa. Toka disaga, Homagunga, Bioga Bibi, Danke did not be super and a kanda, toka. Again, the Uba and Kanangabadi took up this. The Uba and Kanaga, Yo, Wirna, Dinya, Denkara, Winya, Yona, Nababa. Yonianiga took up this. Logi Nandiadigale took up this. Piajan Hotare, the Yodiaga took up this. Ayodiago, Eddie Nandiadigo. Piajan the Downing Namanabima, Hora, Lubima, Hora Mogu. Choga di lo biore. Aido nadina, Nabia Madida, Todendida. Lure Todendivo, Malovu, so we di lo biore. Yola de Canjaro. Nadi Todendida, Doga this ane, Jamari Todendida, Doga this ane, Singoniani Todendida, Doga this ane, Madubu, a deeper Pimanibula. Kudimaro, a Turube, no? Taga the check. Not who. The Choga Babiole. The Pia Yonanga Piada Dita Lavagari Madina Bud, that the Chokam Sansari got Pionida. Pia Yonanga Piada Dita Lavagari Madina Bud. Kilosoro Piajenga, Lavagari Dina Yonanga, the Yonam Chide, Navia Dita Yonaga, the Yonam Chide, Dilo Naku quite hot boy, you know. Lakayama. Dilo Naku quite hot and a brigadoma, Masio. Piano, Piajan Hotara, the University of Babe Hor. He says in the Logi says in the sitting on the Loma Hor. The same game a hor. The Yona may hor. Any Yonanga Piajan Dina, Lavagari, Madina Musoy, Singoninia, the good, this a liver torrent department. Good in Madiba, look Piaga, won't can be horny. I know. Piajan that the Piahore Yonago did it, Avagari, Madina Musoro, Durosago, Father Bianaya. Piajan the lineage and Kavada, Barmi Pibiroma.
တရားယုံနာတရားတွေကိုဟောသွားတယ်အဲ့ဒီဟောတာကသူပဲသိတယ်လောကတွေမသိနိုင်ဘူးဆိုတော့ဘုရားရှင်ဒီသူ့အတွက်ပဲသူတရားဟောပြီးပြိဋိဘံစံသွားတယ်လို့မပြောတော့လဲပြောသလိုဖြစ်မနေဘူးလားသူဟောတဲ့တရားကလောကတွေမသိနိုင်ဘူးလို့သူကပြောနေတာဒါကြောင့်ဒကာကြီးတွေတို့မကြီးတွေတော်တော်စဉ်းစားဖို့သိကောင်းနေတဲ့ခေတ်ဖြစ်ပါတယ်ဒါကြောင့်ဘုန်းကြီးကဒီဓမ္မနဲ့အဓမ္မကိုဘယ်ရင်ကဓမ္မဘယ်ရင်ကအဓမ္မလို့ချက်ချက်နဲ့သိဖို့တော့သိလုံနေပါတယ်နော်လုံနေတဲ့အတွက်ကြောင့်ခုနောက်ပိုင်းလေးမှာရှင်းလင်းချက်ကလေးတွေပါလာတယ်နော်အဲဒီတော့အဲ့ဒီရှင်းလင်းချက်အပိုင်းမှာဒကာကြီးတွေတို့မကြီးတွေနည်းနည်းပုံမှုလွန်လွန်ဆွေးနွေးစေခြင်းနဲ့နော်သဘောမကျရင်လည်းမကြဘူးနားမလည်ရင်လည်းမလည်ဘူးဒါကတော့ခုနေမှာဆွေးနွေးလို့ရပါတယ်ဒါကိစ္စမရှိဘူးနော်အဲ့ဒီမှာဒုက္ခသစ္စာခန္ဓာသုတ်တန်ဆိုပြီးတော့သုတ်တန်လေးတစ်ခုဘုန်းကြီးကိုးထားတယ်နော်ဥပါဒဏ်နဲ့ခန္ဓာဘယ်နှပါလဲ၅ပါးရူပပါဒဏ်နဲ့ခန္ဓာဝေဒနုပါဒဏ်နဲ့ခန္ဓာသင်္ညုပါဒဏ်နဲ့ခန္ဓာသင်္ခါရုပါဒဏ်နဲ့ခန္ဓာဝိညာဏုပါဒဏ်နဲ့ခန္ဓာဘယ်နှပါလဲ၅ပါးဘာကိုရူပပါဒဏ်နဲ့ခန္ဓာခေါ်တယ်လဲ definition အတိအကျသိဖို့လိုတယ်ကိုကဘာမှမသိဘူးရူပပါဒဏ်နဲ့ခန္ဓာဆိုတော့ဘာလဲမသိဘူးမသိမဲ့တဲ့တရားအထုတ်ပုံချဖို့သိပြီမလွယ်ဘူးဘာကိုရူပပါဒဏ်နဲ့ခန္ဓာခေါ်တယ်ဆိုတာကိုဘုရားရှင်ကိုယ်တော်ကဒီမှာအတိအကျဟောထားတယ်ခန္ဓာသုတ်တံဆိုတာခန္ဓာဝက်ကသာယုပါဠိတော်ဒုတိယတွဲစာမျက်နှာ38မှာရှိနေပါတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကခန္ဓာဆိုတာကဘာဥပါဒဏ်နဲ့ခန္ဓာဆိုတာကဘာအတိအကျဟောထားတယ်အဲ့ဒီမှာကြည့်သောတိနိဒာနဲ့နော်ယဟန်တို့ခန္ဓာ၅မျိုးတို့ကို၎င်းဥပါဒဏ်နဲ့ခန္ဓာ၅မျိုးတို့ကို၎င်းဟောပြီးထိုတရားကိုနာကြကုန်လို့ယဟန်တို့ခန္ဓာ၅မျိုးတို့ဟူသည်အဘယ်တို့နည်းယဟန်တို့အတိတ်အနာကပိဿုပန်လီဖြစ်သောအတွင်းအစ္ဆဒလီဖြစ်သောအပြင်ဗိဓာလီဖြစ်သောနော်အကျံအနုလီဖြစ်သောအကျံကဩလာရိကအနုကဒုက္ခမအယုတ်အမြတ်လီဖြစ်သောဟိနပဏိတနော်အဝေးအနီးလီဖြစ်သောဒုရသန္တိကယုတ်အလုံးကိုရူပခန္ဓာဟုဆို၏အတိတ်အနာကပိဿုပန်လီဖြစ်သောအတွင်းအပြင်လီဖြစ်သောအကျံအနုလီဖြစ်သောဝေဒနာအလုံးကိုပညာအလုံးကိုသင်္ခါရအလုံးကိုသင်္ခါရခန္ဓာဟုဆို၏အတိတ်နာကပိဿုပန်လီဖြစ်သောအတွင်းအပြင်လီဖြစ်သောအကျဉ်းနုလီဖြစ်သောအယုတ်အမြတ်လီဖြစ်သောအဝိအနိလီဖြစ်သောအတိညာအလုံးကိုဝိညာဉ်အလုံးကိုဝိညာဉ်ရဲ့ခန္ဓာဟုဆို၏ဒါကခန္ဓာ၅ပါးနော်ဆိုလိုတာကအတိတ်ခန္ဓာ၅ပါးပိဿုပန်ခန္ဓာ၅ပါးအနာဂတ်ခန္ဓာ၅ပါးမိမိအစ္ဆဒခန္ဓာ၅ပါးဗဟိတခန္ဓာ၅ပါးဝလာရိကခေါ်တဲ့ဉာဏ်နဲ့ခန္ဓာ၅ပါးဒုက္ခမခေါ်တဲ့သင်္ပေနုဉာဏ်နဲ့ခန္ဓာ၅ပါးဟိနခေါ်တဲ့ယုတ်ဉာဏ်နဲ့ခန္ဓာ၅ပါးပဏိတခေါ်တဲ့မွန်မြတ်တဲ့ခန္ဓာ၅ပါးဒုရခေါ်တဲ့ဝေးတဲ့ခန္ဓာ၅ပါးတဏှိကခေါ်တဲ့နိဂတ်တဲ့ခန္ဓာ၅ပါးနော်အဲ့ဒါတွေကိုတော့အကုန်လုံးခန္ဓာလို့ခေါ်တယ်အဲ့ဒီခန္ဓာဆိုတာကတော့လောကုတ္တရာတရားတွေပါဝင်ပါတယ်နော်နောက်တစ်ခုယဟန်တို့ဤတရားတို့ကိုခန္ဓာ၅မျိုးတို့ဟူ၍ဆို၏ယဟန်တို့ဥပါဒနဲ့ခန္ဓာ၅မျိုးတို့ဟူသည်အဘယ်တို့နည်းဟုမူယဟန်တို့အာသောဤအာယုံဖြစ်၍ဆွဲလန်းအပ်သောအတိတ်အနာဂတ်ပိဿုပန်လီဖြစ်သောအတွင်းအပြင်လီဖြစ်သောအကျဉ်းအနုလီဖြစ်သောအဝိအနိလီဖြစ်သောအယုတ်ဉာဏ်လီဖြစ်သောအဝိအနိလီဖြစ်သောယုတ်တရားအလုံးကိုရူပပါဒနဲ့ခန္ဓာဟုဆို၏နော်အလားတူပဲ12မျိုးပဲ12မျိုးသောအကျဉ်းဖြင့်ဒီနေတဲ့ဝေဒနာအလုံးကိုဝေဒနုပါဒနဲ့ခန္ဓာ12မျိုးသောအကျဉ်းဖြင့်ဒီနေတဲ့သင်ညာအလုံးကိုသင်ညုပါဒနဲ့ခန္ဓာ12မျိုးသောအကျဉ်းဖြင့်ဒီနေတဲ့ဝိညာဉ်အလုံးကိုဝိညာဏုပါဒနဲ့ခန္ဓာလို့ခေါ်တယ်သူကတော့လောကီစိတ်စေတသိက်တွေနဲ့ယုတ်တရားပဲနော်အဲဒီတော့ဒီနေရာမှာနည်းနည်းလေးရပ်တံပြီးပြောချင်တာကအတိတ်ယုတ်တရားပိဿုပန်ယုတ်တရားအနာဂတ်ယုတ်တရားအစ္ဆဒယုတ်တရားဗဟိတယုတ်တရားဩလာရိကဒုက္ခမယုတ်တရားဟိနပဏိတဒုရသန္တိကယုတ်တရား12မျိုးအဲဒီ12မျိုးသောအကျဉ်းဖြင့်ဒီနေတဲ့အာသောတရားတွေအာယုံရွာဆွမ်းအပ်တဲ့ဒီယုတ်တရားအစုဘုံကိုဘာခေါ်လဲရူပပါဒနဲ့ခန္ဓာအလားတူပဲ12မျိုးသောအကျဉ်းဖြင့်ဒီနေတဲ့ဝေဒနာအစုဘုံကဝေဒနုပါဒနဲ့ခန္ဓာ12မျိုးသောအကျဉ်းဖြင့်ဒီနေတဲ့သင်ညာအစုဘုံကသင်ညုပါဒနဲ့ခန္ဓာ12မျိုးသောအကျဉ်းဖြင့်ဒီနေတဲ့သင်္ခါရတရားအစုဘုံကသင်္ခါရခန္ဓာ12မျိုးသောအကျဉ်းဖြင့်ဒီနေတဲ့ဝိညာဉ်တရားအစုဘုံကဝိညာဏုပါဒနဲ့ခန္ဓာပေါင်းလိုက်တော့ခန္ဓာ၅ပါးဥပါဒနဲ့ခန္ဓာ၅ပါးအဲ့ဒီမှာဥပါဒနဲ့ခန္ဓာ၅ပါးသည်သစ္စာဒေသနာတော်နိယဘာသစ္စာလဲဒုက္ခသစ္စာ
အဲ့ဒီဒုက္ခသစ္စာကိုအရှင်ကုဏ္ဏညတိသိတယ်မသိဘူးလားဒါပဲနော်ရှင်းကုဏ္ဏဂါရသုတ်တံမှာဟောထားတဲ့အတိုင်းသစ္စာလေးပါးကိုမသိရင်သန္တရာဝဆင်းဒုက္ခကုန်မလားမကုန်နိုင်ဒီတော့သိရမယ့်သစ္စာထဲမှာအတိတ်ခန္ဓာ၅ပါးလည်းမပါဘူးလားအနာဂတ်ခန္ဓာ၅ပါးပစ္စုပန်ခန္ဓာ၅ပါးဒါဝိပဿနာဆိုတာပစ္စုပန်တည်းလည်းပဲရှုအတိတ်ဒီဖြစ်ပြီးပြီမရှိတော့ဘယ်လိုလုပ်ရှုမလဲအနာဂတ်ဒီမဖြစ်သေးဘူးမဖြစ်သေးတော့ဘယ်လိုလုပ်ရှုမလဲဘယ်လိုတော့ဟမ်အဲ့ဒီပြဿနာကသိအရေးကြီးပါတယ်နော်ဘုန်းကြီးကောင်းကိုခဏအထုတ်ခံရတာလေအဲ့ဒီပြဿနာကအကြီးဆုံးပဲဟုတ်တယ်မဟုတ်လားဒီအတိတ်ကိုဘုဒုက္ခသစ္စာတရားထဲမှာအတိတ်ခန္ဓာ၅ပါးလည်းပါနေတယ်သမုဒယသစ္စာကြတော့ပိုဆိုးပါတယ်နော်အဲ့တော့အနာဂတ်ခန္ဓာ၅ပါးလည်းပါနေတယ်ဒီကအတိတ်ကဖြစ်ပြီးမရှိတာဘယ်လိုလုပ်ရှုမလဲအနာဂတ်ကဖြစ်မှမဖြစ်သေးတာဘယ်လိုလုပ်ရှုမလဲဆိုဒီလိုပယ်ချလိုက်တယ်ခုဘုရားကဒီမှာရှုဖို့ဟောနေတယ်ဒုက္ခသစ္စာကိုသိရမယ်မသိရင်သန္တရာဝဆင်းဒုက္ခမကုန်ဘူးဒုက္ခသစ္စာထဲမှာဒီအတိတ်ခန္ဓာ၅ပါးပိဿုပန်ခန္ဓာ၅ပါးအနာဂတ်ခန္ဓာ၅ပါးအကုန်ပါနေတယ်ကဲဘယ်လိုတော့ပြိတ္တချင်းဘာမေးခြင်းသေးလဲဟမ်မေးမလားသူကမိမိရှုရမယ့်တရားဟာဘာတရားဆိုတာကိုကြက်ကြက်နက်နက်သိထားဖို့မလိုဘူးလားလွန်နေတယ်နောက်တစ်ခုဒါကဒုက္ခသစ္စာကဲသမုဒယသစ္စာဘိုင်းကိုပြောလိုက်တော့ဟောအဲ့မှာဒုက္ခသစ္စာမှာနည်းနည်းလေးထပ်ဆင့်ထားတယ်နော်ဟုတ်ပြီသမုဒယသစ္စာကြည့်နော်ဘုရားရှင်သည်အဘိဓမ္မာဝေပင်ပါဠိတော်နော်အဘိဓမ္မာဝေပင်ပါဠိတော်စာပိုက်က2:1:2စာမျက်နှာ118နော်အဲ့ဒီမှာဘုရားဟောထားတယ်နော်နံပါတ်1တဏှာကိုလိသမုဒယသစ္စာဟု၎င်းနံပါတ်2တဏှာနှင့်တကွာသောကိလေသာအလုံးကိုသမုဒယသစ္စာဟု၎င်းနံပါတ်3အကုသိုလ်တရားအလုံးကိုသမုဒယသစ္စာဟု၎င်းနံပါတ်4အကုသိုလ်တရားအလုံးနှင့်အာသောတရားတို့၏အာယုံယူရာဖြစ်သောသံဃာဝုကိုလက်ပတ်စေတတ်သောအလောဘအဒေါသအမောဟဟုသောကုသလမူလတရား၃ပါးကိုသမုဒယသစ္စာဟု၎င်းဟောထားတယ်အဲ့ဒါကဒီလိုဘုန်းကြီးရှင်းပြမယ်နော်ဘုန်းကြီးတို့ဒီတဏှာဟာခုဘုန်းကြီးဥပဒေတာလည်းဒီမှာသင်ပေးနေတော့နားလည်ကြပါလိမ့်မယ်တဏှာဟာတဏှာတစ်ခုတည်းဖြစ်သလားသူကအမြဲတမ်းတွဲနေတာကဘာလဲမောဟအဝိဇ္ဇာနော်သူအဝိဇ္ဇာပါရမယ်အနည်းဆုံးစိတ်ကြည်သိ18လုံး19လုံး20သို့မဟုတ်21ဒီလောက်ရှိရတယ်နော်အဲဒီတော့အဲ့ဒီအခါကျမှဒီတဏှာကဖြစ်နေတာသို့တော့ဘုရားရှင်ကတရားဟောတဲ့အခါမှာဒီပုဂ္ဂိုလ်ကဒီလိုဟောလိုက်ရင်သူနားလည်လိမ့်မယ်ဆိုတာသိရင်ဘုရားရှင်ကနားလည်ယုံလောက်ခေါင်းဆောင်တစ်ခုကိုရွေးထုတ်ဟောလိုက်တယ်အဲဒီတော့ခေါင်းဆောင်မှာကအရေးကြီးတဲ့ခေါင်းဆောင်ကတဏှာဖြစ်နေတယ်တွင်တတ်မဲ့မှုတဏှာရှိနေသည်မြတ်ခလဘလုံးဒီသန္တရာတွေကဘယ်တော့မှမထွက်နိုင်ဘူးတွေ့တာမှုကိုဖြတ်နိုင်ဘာမှဒီသန္တရာကထွက်မှာအဲ့ဒါကြောင့်တွေ့တာမှုကခေါင်းဆောင်အရေးအကြီးဆုံးခေါင်းဆောင်ဖြစ်လို့ဒါဗရဏာနီးခေါ်ပါတယ်ခွန်ကြီးတို့သမုဒယသစ္စာဆိုပြီးဟောလိုက်တယ်ဒါတစ်ချက်တဏှာနဲ့တကွာအဲ့တော့ကြံနေတဲ့ကိလေသာတွေကရောသမုဒယသစ္စာမဟုတ်တော့ဘူးလားလို့မေးเสียရှိတယ်ဒေါသသမုဒယသစ္စာမဟုတ်ဘူးလားမာနသမုဒယသစ္စာမဟုတ်ဘူးလားစသဖြင့်မေးเสียရှိတယ်အဲ့ဒါနဲ့အတွက်တဏှာနဲ့တကွာသောကိလေသာအလုံးကိုလည်းသမုဒယသစ္စာကိလေသာအကုန်လုံးကိုလည်းသမုဒယသစ္စာဆိုပြီးတော့ဟောလိုက်တယ်အဲ့ဒါနဲ့မပြီးသေးဘူးနောက်ထပ်ကဲကိလေသာ7ပါးသာသမုဒယသစ္စာကြံနေတဲ့အကုသိုလ်တရားအကုန်လုံးကသမုဒယသစ္စာမဟုတ်ဘူးလားလို့မေးเสียရှိတယ်အဲဒါကြောင့်အကုသိုလ်တရားအလုံးကိုလည်းသမုဒယသစ္စာဆိုပြီးတော့မြတ်စွာဘုရားကဟောလိုက်ပြန်တယ်ကဲကောင်းပြီအကုသိုလ်တွေကသမုဒယသစ္စာဒုက္ခသစ္စာကိုဖြစ်စေတာနော်အကုသိုလ်တွေကသာဒုက္ခသစ္စာကိုဖြစ်စေတယ်ကုသိုလ်ကတော့ဒုက္ခသစ္စာကိုမဖြစ်စေတော့ဘူးလားလို့မေးเสียရှိတယ်
ကုသိုလ်ကလည်းဒီခန္ဓာ၅ပါးဒုက္ခသစ္စာတရားကိုမဖြစ်စေတော့ဘူးလားမေးเสียရှိလားရှိရတဲ့အတွက်နောက်တနည်းထပ်ဟောတယ်နော်အကုသိုလ်တရားအလုံးနဲ့အာသောတရားတို့အာယုံယုံရဖြစ်သောသံဃာဝတ်ကိုလည်းပတ်စေတတ်သောအလောဘအဒေါသအမောဟဟုသောကုသလမူလတရား၃ပါးကိုသမုဒိယသစ္စာလို့ဒီလိုဟောပြန်တယ်ဒီကုသိုလ်တရားတွေကအလောဘအဒေါသအမောဟကသာလည်းသမုဒိယသစ္စာကိုဖြစ်စေသမုဒိယသစ္စာမြည်တယ်ကျန်တဲ့ကုသိုလ်တွေကသမုဒိယသစ္စာမမြည်တော့ဘူးလားလို့မေးเสียရှိပြန်တယ်အဲဒါကြောင့်နောက်တစ်ခုသမုဒိယသစ္စာကိုပြည့်ပြည့်စုံစုံမြတ်စွာဘုရားထဟောထားတယ်နော်နံပါတ်5အကုသိုလ်ကမှန်တော်မြတ်နှင့်သန္တရာဝတ်ကိုလည်းပတ်စေတတ်သောအာသောတရားတို့၏အာယုံဖြစ်သောကုသိုလ်ကမှန်တော်မြတ်ကိုသမုဒိယသစ္စာဆိုပြီးတော့ဒီလိုဟောလိုက်အဲ့ဒီဟောနည်းကတော့ဒါသမုဒိယသစ္စာကိုအကျွင့်အကြံမရှိဂုဏ်စင်အောင်ဟောတဲ့နည်းပဲအဲ့နံပါတ်5ကဒါအရေးကြီးဆုံးပဲအဲ့ဒါကြောင့်ဒီသမုဒိယသစ္စာကိုငါနည်းခွဲခြားရဟောကြားထားတော်မူထို့ကြောင့်သမ္မောဝိရောဓလိအထက်ကရာကြီးကအောက်ပါအတိုင်းဖွင့်ဆိုထားပေသည်နော်တထယတမကုသလကမ္မအဝိသေသေနသမုဒိယသစ္စာတိသစ္စာဝိပင်္ဂေဟုတ်တာခုနကပါဠိတော်မှာဟောထားတယ်ဘာပြောလဲကုသိုလ်ကအကုသိုလ်ကမှန်သမျှကိုစေရနာနှင့်ရှင်ဘက်တံပြုတ်ဓမ္မဟုအထူးမပြောတော့ပဲသမုဒိယသစ္စာဟုအထူးမမသံမြညာအဖြစ်သစ္စာဝိပင်ပါဠိတော်နဲ့ဘုရားရှင်သည်ဟောကြားထားတော်မူ၏ကုသိုလ်ကအကုသိုလ်ကအလုံးသံဃာကိုလက်ပတ်စေတတ်တဲ့ကုသိုလ်ကအကုသိုလ်ကအလုံးဟာပါလေသမုဒိယသစ္စာအဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်နော်တိုးတော့အဲ့ဒီသမုဒိယသစ္စာကအဲ့ဒါလောက်ပြောယုံနဲ့ရသောအဖြစ်တပိသာဝကတွေနားလေတာလည်းရှိတယ်လို့နားမလဲကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိကြပြန်တယ်နားမလဲတဲ့ပုဂ္ဂိုလ်တွေအတွက်ကိုမြတ်စွာဘုရားကအောက်မှာအင်္ဂုတ္တပါဠိတော်မှာနော်အင်္ဂုတ္တပါဠိတော်တိကနိပတ်စာမျက်နှာ198မှာသမုဒိယသစ္စာဆိုတာဘာဆိုတာကိုထဟောထားတယ်နော်အဲ့မှာကတမေသဘိက္ခွေဒုက္ခသမုဒယအရိယသစ္စာအဝိဇ္ဇာသစ္စာသင်္ခါရစသည်ဖြင့်ဟောထားတယ်အလုံးရောက်ဖို့ချင်းရောက်ဖို့ကြမယ်နော်အဲ့တော့ယဟန်တို့ဒုက္ခဖြစ်ကြောင်းသမုဒယအရိယသစ္စာတရားဟူသည့်အဖယ်နည်းအဝိဇ္ဇာဖြစ်ခြင်းကြောင့်သင်္ခါရဖြစ်သင်္ခါရဖြစ်ခြင်းကြောင့်ဝိညာဉ်ဖြစ်ဝိညာဉ်ဖြစ်ခြင်းကြောင့်နာယုတ်ဖြစ်နာယုတ်ဖြစ်ခြင်းကြောင့်သလယရဏဖြစ်သလယရဏဆိုတာအရဏ6စုံပြောတာနော်အရဏ6သက6ပြောတာနော်သလယရဏဖြစ်သလယရဏဖြစ်ခြင်းကြောင့်ဖတ်တာဖြစ်ဖတ်တာဖြစ်ခြင်းကြောင့်ဝေဒနာဖြစ်ဝေဒနာဖြစ်ခြင်းကြောင့်တဏှာဖြစ်တဏှာဖြစ်ခြင်းကြောင့်ဥပါဒံဖြစ်ဥပါဒံဖြစ်ခြင်းကြောင့်ဘဝဖြစ်ဘဝဖြစ်ခြင်းကြောင့်ဇာတိဖြစ်ဇာတိဖြစ်ခြင်းကြောင့်သရမရဏဖြစ်သောကပရိဒေဝဒုက္ခဒေါမနတဥပယာတတို့သည်ဖြစ်ပေါ်လာကြကုန်၏ဤသို့လျှင်ချမ်းသာမဖက်သက်သောဤဒုက္ခဒုက္ခအစုဘုံ၏ဖြစ်ကြောင်းတရားဒီသည်တနည်းဒုက္ခဒုက္ခအစုဘုံ၏ဖြစ်ခြင်းသည်ထင်ရှားဖြစ်ပေ၏ယဟန်တို့ဤကြောင့်ကျိုးဆွံ့လွှဲမှုပရိစ္ဆသမုပ္ပါသဘောပရိစ္ဆသမုပ္ပါသဘောတရားကိုဒုက္ခဖြစ်ကြောင်းသမုဒိယအရိယသစ္စာတရားကြီးဟူ၍ခေါ်ဆို၏ကြောင့်ကျိုးဆွံ့လွှဲမှုပရိစ္ဆသမုပ္ပါနော်ဒီပရိစ္ဆသမုပ္ပါသဘောတရားကလုပ်ငန်းခွင်မှာအဓိကပဲအဲဒီတော့ဒီသမုဒိယသစ္စာကြောင့်ကျိုးဆွံ့လွှဲမှုပရိစ္ဆသမုပ္ပါသဘောတရားကသမုဒိယသစ္စာဖြစ်တော့အဲ့ဒီသမုဒိယသစ္စာကိုဟုတ်တိုင်းမှန်စွာမသိခဲ့ဘူးဆိုရင်ဘာသာဝဆင်းဒုက္ခကုန်မလားကုန်တယ်ဒါပဲနော်အဲ့တော့ဒီပရိစ္ဆေသမုပ္ပါသဘောတရားလေးကိုအကျဉ်းချုပ်နည်းနည်းသဘောပေါက်ဖို့မလိုဘူးလားလိုတယ်နော်ဤတိဋ္ဌသေရဏသုတ်တံနဲ့အကြောင်းတရားနဲ့တကွအကျိုးတရားတို့အကြောင်းကျိုးဆက်နွယ်မှုသဘောတရားအလုံးကိုသမုဒိယသစ္စာဟုဟောကြားထားတော်မူပေသည်တဲ့နော်နောက်တစ်ခုအဲ့ဒီမှာဒီပရိစ္ဆေသမုပ္ပါကိုဘုန်းကြီးတို့အကျဉ်းချုပ်လိုက်တော့အတိတ်အကြောင်းတရား5ပါးပစ္စုပန်အကျိုးတရား5ပါးပစ္စုပန်အကြောင်းတရား5ပါးအနာဂတ်အကျိုးတရား5ပါးဒီသဘောကိုဟောနေတာပဲနော်အတိတ်အကြောင်းတရားတွေကအဝိဇ္ဇာတဏှာဥပါဒံသင်္ခါရကံဟုတ်မလားအဲဒီအဝိဇ္ဇာတဏှာဥပါဒံသင်္ခါရကံဆိုတဲ့အတိတ်အကြောင်းတရား5ပါးကြောင့်ပစ္စုပန်မှာဝိညာဉ်နာယုတ်သလရဏဖသဝေဒနာအဲ့ဒါကခန္ဓာ၅ပါးပဲအတူတူပဲနော်အကျိုးခန္ဓာ၅ပါးလာဖြစ်တယ်အတိတ်ကအဝိဇ္ဇာတဏဥပါဒသင်္ခါရကံဆိုတဲ့သမုဒိယသစ္စာကြောင့်ဒီဘက်မှာဝိညာဉ်နာယုတ်သလရဏဖသဝေဒနာခေါ်တဲ့ဒုက္ခသစ္စာလာဖြစ်တယ်ဒီဘက်မှာလည်းတစ်ခါထပ်ပြီးတော့ဝိဇ္ဇာတဏဥပါဒသင်္ခါရကံဆိုတဲ့သမုဒိယသစ္စာကိုထပ်ထူထောင်ခဲ့ရင်နောက်အနာဂတ်မှာဝိညာဉ်နာယုတ်သလရဏဖသဝေဒနာခေါ်တဲ့အကျိုးခန္ဓာ၅ပါးထပ်ဖြစ်မယ်
ဒုက္ခသစ္စာထပ်ဖြစ်အဲ့တော့အတိတ်ကပြည့်စုံပြည့်ထုံခဲ့တဲ့သမုဒယသစ္စာကြောင့်ဒီဘဝမှာဒုက္ခသစ္စာဖြစ်တယ်ဒီဘဝမှာပြည့်စုံပြည့်ထုံတဲ့သမုဒယသစ္စာကြောင့်အနာဂတ်မှာဒုက္ခသစ္စာဖြစ်မယ်အဲ့ဒါကိုယောဂီပုဂ္ဂိုလ်ကသိရမလားမသိရဘူးမသိဘူးဆိုရင်သံဃာဝဆင်းဒုက္ခဘယ်လိုမှမကုန်နိုင်ဘူးဘယ်လိုတော့သူအတိတ်ရှုခွက်ကဒီမှာဝင်မနေဘူးလားသမုဒယသစ္စာဘိုင်းမှာကဲနောက်တစ်ခုဟိုမှာထပ်ဖွင့်ထားတယ်ဘယ်တော့ကတဏှာလဲတဏှာကိုသမုဒယသစ္စာဟုဘုရားရှင်ဟောကြားတော်မူသည်ကမှန်သို့သောလက်ရှိဒုက္ခသစ္စာတရားစု၏အကြောင်းရင်းဖြစ်သောသမုဒယသစ္စာအမိယသည့်တဏှာကဘယ်တော့ကဖြစ်ခဲ့သည့်တဏှာနည်းဟုစူးစမ်းဆင်ခြင်သိ၏နော်နည်းနည်းလေးစဉ်းစားကြည့်လားဒီကကြီးတွေပုံစံလေးတစ်ခုပြောမယ်ဒီကကြီးနဲ့ဒီကမကြီးနဲ့ဆုံကြပြီးအသက်20မှာအိမ်တော်ပြုတ်လိုက်ကြတယ်ဆိုကြတော့နော်တွေ့တာမှုစဖြစ်ပြီဒီတွေ့တာမှုကသစ္စာဒေသနာတော်နည်းရဘာသစ္စာလဲသမုဒယသမုဒယသစ္စာလေတွေ့တာမှုတဏှာကသမုဒယသစ္စာအဲ့ဒီသမုဒယသစ္စာတွေ့တာမှုကိုသိကြတဏှာကိုသိကြရင်သမုဒယသစ္စာပဲဆိုပြီးလောလောလေးပြောလို့ဒါဘုန်းကြီးကရှင်းပြတာပါအဲ့ဒီတွေ့တာမှုတဏှာသည်သမုဒယသစ္စာမှန်တယ်အဲ့ဒီသမုဒယသစ္စာကြောင့်ဒကာကြီးတွေရဲ့ခန္ဓာ၅ပါးဒကမကြီးရဲ့ခန္ဓာ၅ပါးဖြစ်ပေါ်နေပါသလားလို့မေးရင်ဘယ်လိုဖြေမလဲဟမ်မဟုတ်ဘူးဒါပဲနော်ဘာဖြစ်လို့လဲဒီအသက်နဲ့ဆိုမပြည့်ခင်ဘုန်းကြီးတို့ဒီခန္ဓာ၅ပါးကဟိုအမိတ်ပိုက်တဲ့ကရဏရေကြီးတည်နေတဲ့အချိန်ကာလကဒီခန္ဓာ၅ပါးကအစဖြစ်ခဲ့တယ်အဲ့ဒီတော့ခန္ဓာ၅ပါးဒါမြင်ဘလို့ကြောင့်ဖြစ်တယ်လို့မေးကြမရှိဘူးလားအဲ့ဒါပဲနော်အဲ့ဒါကြောင့်ဒီမှာအထက်ကကရှင်းထားတယ်ရူပရူပံပင်ဆက်ခန္ဓာတံဟောတိဒုက္ခသစ္စာရုပ်နဲ့နာမ်ကခန္ဓာ၅ပါးပဲအဲ့ဒီခန္ဓာ၅ပါးကဒုက္ခသစ္စာတံသမုဋ္ဌာပိကပုရိမတဏသမုဒယသစ္စာဒီဒုက္ခသစ္စာကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းရင်းသမုဒယသစ္စာကပုရိမတဏရှေ့ဘောကထူထောင်ခဲ့တဲ့တဏအဲ့ဒီရှေ့ဘောကထူထောင်ခဲ့တဲ့တဏသမုဒယသစ္စာကတဏကသမုဒယသစ္စာပဲဒီတော့ယုံနာနှစ်ပါးသည်ခန္ဓာ၅ပါးသည်ထိုခန္ဓာ၅ပါးသည်ဒုက္ခသစ္စာသည်ထိုဒုက္ခသစ္စာကိုဖြစ်စေတတ်သောရှေ့ဘောကပြည့်စုံပြည့်ထောင်ခဲ့သောတဏသည်သမုဒယသစ္စာသည်ဒီဘောတဏဟုတ်သလားဟုတ်ပါဘူးဒီဘောတဏလားဆိုရင်တော့အကုန်လုံးမအိုတဲ့လူမနာတဲ့လူကျော်လူလိုက်ဖြစ်အောင်လုပ်လို့မရဘူးလားဟုတ်ကိုယ်ကဖြစ်နေတာပဲဖြစ်နေတာတဏှာဖြစ်လို့ရတယ်ဆိုရင်ပေါ့လူတိုင်းယောက်ျားကလည်းမိန်းမဖြစ်ရင်ကောင်းမယ်မိန်းမကလည်းယောက်ျားဖြစ်ရင်ကောင်းမယ်မဖြစ်မလားမဖြစ်ပါဘူးသူကအတိတ်ကထူထောင်နေတဲ့ကံရဲ့စွမ်းအင်တတ္တိမကုန်သေးရင်ပြောင်းလို့မရဘူးအတိတ်ကထူထောင်ထားတဲ့ကံရဲ့စွမ်းအင်တတ္တိကကုန်သွားပြီဆိုရင်တော့ထူထောင်လို့ရပါတယ်အမျိုးသမီးကလည်းအမျိုးသားဖြစ်အောင်ကောင်းမှုကုသိုလ်ပြုရတယ်အမျိုးသားကလည်းအမျိုးသမီးဖြစ်ခြင်းကောင်းမှုကုသိုလ်ပြုရတယ်အမျိုးသမီးကအမျိုးသားဖြစ်ခြင်းနဲ့အမျိုးသားကအမျိုးသမီးဖြစ်ခြင်းနဲ့ဆိုတာအဲ့ဒါတချို့ကအံ့ဩနေဘုန်းကြီးကတော့မအံ့ဩပါဘူးယောဂီတယောက်ဘုန်းကြီး Forest Refuge မှာလာမနေ့ကတရားပြောတော့ဟိုဘက်ကမက္ဆီကိုကလည်းယောဂီတူသူအတင်ကိုရှုလိုက်တဲ့အခါမှာသူကဘာဖြစ်နေလဲဆိုတော့ခရိယံဘုန်းကြီးဖြစ်တဲ့အခါကျတော့သူကလေးလေးတွေကိုသိချစ်တယ်ကလေးလေးတွေကိုသူကကြောင်းစတင်ပေးတယ်ဘုန်းကြီးဖြစ်နေတော့ကလေးလေးတွေကိုသူကသိချစ်တော့သူစိတ်ထဲဘယ်လိုဖြစ်လာလဲသူကလည်းမွေးတဲ့ကလေးကိုသူကပိုချစ်တယ်ဒါသူစိတ်ဓာတ်ကအဲ့စိတ်ဓာတ်နဲ့သူကကံကိုထူထောင်လိုက်တဲ့အခါကျတော့အမျိုးသမီးဖြစ်လာတယ်အမျိုးသမီးဖြစ်လာတော့ဘာပြဿနာဖြစ်လဲဆိုတော့ညီမလေးတယောက်ရတယ်ဒီရာကြီးတွေဒုမကြီးတွေတို့မှတ်ထားပေါ့အဲ့မိမလေးတယောက်ရတဲ့အခါကျတော့ဒီမိမလေးကကျမ်းမာရေးမကောင်းကျမ်းမာရေးမကောင်းတော့ဆေးရုံမှာပဲပြဿနာဖြစ်ပြီးလေသွားပြန်ရောတင်သွားတဲ့အချိန်ကကျတော့မှအဲ့ဒီမိမလေးအပေါ်မှာတွေ့တာပြီးပနာကျင်နာနေတဲ့ကရုဏာတရားကဒီဘက်မှာသူကအမျိုးသမီးဖြစ်အောင်ဖန်တီးပေးပါတယ်ကရုဏာပြဋ္ဌာန်းတဲ့ကုသိုလ်စိတ်စေတနာအုပ်စုကနော်ဒါကြောင့်သူကအမျိုးသမီးတွေကလည်းစိတ်ဓာတ်ပြောင်းလဲသွားတာနဲ့အမျိုးသားဖြစ်နိုင်ပါတယ်အမျိုးသားကလည်းစိတ်ဓာတ်ပြောင်းလဲရင်ဒါကြောင့်စိတ်ဒေနနေရကောလောကောစိတ်ဓာတ်ကလောကကြီးကိုဥဆောင်နေတာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစိတ်ကဘာစိတ်လဲဆိုတော့အထက်ကရာကဖွင့်ထားပါတယ်ကာမဝိညာဏကံပဲနော်ကံနဲ့ရှင်တွဲနေတဲ့ဒီစိတ်ဓာတ်ကတရားတွေကိုဟိုဘဝမှာဒီဘဝမှာဟိုဘဝဒီလိုဘဝအသီးသီးကိုရောက်အောင်ဆွဲခေါ်နေတာဒီကံကိုမိမိတို့ကမထူထောင်မဲ့တဲ့ကံကိုဖြတ်တော့နိုင်ခဲ့ရင်ဘဝကလွတ်မြောက်မှာဖြတ်တော့နိုင်တဲ့နည်းကဒီသစ္စာလေးပါးကိုထိုးထွင်းသိတဲ့နည်းပဲနော်
အဲ့တော့ဒီမှာကြည့်နောက်တစ်ခုတထဗုရိမာနိဒွေသစ္စာနိဝတ္တဝိစိမာနိဝိဝတ္တတေတုဘိက္ခုနောဝတ္တေကံပဒါနာဘိနိဝေသောဟောတိဝိဝတ္တေနတ္ထိအဘိနိဝေသောဘာပြောလဲထိုသစ္စာလေးပါးတို့တွင်ရှေးဖြစ်ကုန်သောဒုက္ခသစ္စာသမုဒယသစ္စာနှမျိုးတို့ကသံဃာဝတ်၌လေပတ်နေသောဝတ္တသစ္စာတည်းနောက်ဖြစ်ကုန်သောအသင်္ကတတအငြိမ့်တနိဗ္ဗာန်တရားတော်မြတ်ဒီဟုသောလောကုတ္တရာនិရောဓသစ္စာနှင့်ယင်းនិရောဓသစ္စာကိုထွန်းဖောက်သိမြင်တတ်သောအရိယမေညာနှင့်ရှင်တွဲနေသောမဂ္ဂေတရားကို၈ပါးတည်းဟုသောဒုက္ခချုပ်ရာនិရောဓနိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့်လောကုတ္တရာအရိယမဂ္ဂသစ္စာတရားတို့ကသံဃာဝတ်မှကင်းချုပ်ရာဖြစ်သည့်ဝိဝတ္တသစ္စာတည်းနော်ဝတ္တသစ္စာနဲ့ဝိဝတ္တသစ္စာထိုဝတ္တသစ္စာဝိဝတ္တသစ္စာနှမျိုးတို့တွင်ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကိုစီးပြန်နေသောယောဂဝဆရာပုဂ္ဂိုလ်သည်ဝတ္တသစ္စာဖြစ်သည့်ဒုက္ခသစ္စာနှင့်သမုဒယသစ္စာတရားတို့၌ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းစီးပြန်ခြင်းအမှုကိုပြုလို့ရမည်ဖြစ်သည်ဝတ္တသစ္စာတရားဝိဝတ္တသစ္စာတရားနှမျိုးတို့၌ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းစီးပြန်ခြင်းသည်မရှိပေဘာဖြစ်လို့လဲမရသေးဘူးစတရားအထုတ်တဲ့ပုဂ္ဂိုလ်ကဝိဝတ္တသစ္စာခေါ်တဲ့ဒီလောကုတ္တရာတရားတွေကိုမရသေးဘူးမရသေးတဲ့အတွက်ကိုမရတဲ့တရားတော့အထုတ်လို့မဖြစ်နိုင်သေးဘူးကဲဒီတော့ဒီနေရာလေးမှာကြည့်အောင်မှာဝိပဿနာဆိုတာဘာလဲဒါအရေးကြီးတာနော်အောက်မှာကြည့်အထက်ပါဠိတော်နဲ့အထက်ကရာတို့၌လာရှိသည့်အတိုင်းယောဂဝဆရာပုဂ္ဂိုလ်သည်ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကိုစီးပြန်ရ၌ဒုက္ခသစ္စာတရားစုနှင့်သမုဒယသစ္စာတရားစုတို့ကိုဝိပဿနာရှုရမည်ဖြစ်ပေသည်ဝိပဿနာရှုရမယ့်တရားတွေကဘာလဲဒုက္ခသစ္စာတရားသမုဒယသစ္စာအဲဒီမှာကြည့်ဘာကိုဝိပဿနာခေါ်တယ်ဆိုတာကြည့်အနိစ္စတိဝတေနဝိဝိဒေဟိအာဂါရေဟိဓမ္မေပတ္တိတိဝိပဿနာဒါကအဘိဓမ္မာအထက်ကရာအထက်တလိနိအထက်ကရာစာမျက်နှာ185မှာပေးထားတဲ့ definition မှာဝိပဿနာဆိုတာဘာဆိုတာကိုရှင်းပြထားတာဘာပြောတယ်အနိစ္စစသည်တို့၏အစွမ်းဖြင့်အမျိုးမျိုးသောအချင်းရာတို့ဖြင့်ဒုက္ခသစ္စာဓမ္မသမုဒယသစ္စာဓမ္မတို့ကိုရှုတတ်သောကြောင့်ဝိပဿနာမည်ဒုက္ခသစ္စာတရားဒီသမုဒယသစ္စာတရားတွေကိုသင်္ခါရတရားတွေလို့ခေါ်ပါတယ်ဒီသင်္ခါရတရားတွေရဲ့ဖြစ်ပြီးပြည့်နေတဲ့သဘောကိုကြည့်ပြီးအနိစ္စလို့ရှုတယ်ဖြစ်ချင်းပြည့်ချင်းဖြင့်အနိစ္စခံရတဲ့သဘောတွေကိုကြည့်ပြီးဒုက္ခလို့ရှုတယ်မပြည့်စည်ပဲအကျိတ်အခိုင်မာနှစ်သာရအဖြစ်ဒီတဲ့အတ္တမဟုတ်တဲ့သဘောကိုကြည့်ပြီးတော့အနတ္တလို့ရှုတယ်ဒီလိုအနိစ္စလို့ဒုက္ခလို့အနတ္တလို့ရှုနေတဲ့ဉာဏ်ကိုသာလျှင်ဘာလို့ခေါ်လဲဝိပဿနာတရားထိုင်ပြီးဘုန်းကြောင့်သွားတရားထိုင်နေဘာလို့လဲဝိပဿနာအထုတ်တယ်တရားကြောင့်နဲ့ဝင်ထိုင်လိုက်တဲ့ဒုက္ခသစ္စာဆိုတာဘာလဲမသိသေးဘူးသမုဒယသစ္စာဆိုတာလည်းဘာလဲမသိသေးဘူးအဲ့ပုဂ္ဂိုလ်ထံမှာထိုင်လိုက်တဲ့ဝိပဿနာဖြစ်မှာဒါပြင်းခေတ်ကတော့ဖြစ်တယ်နော်ဒီစာပေမှာကဘုရားဟောဒေသနာမှာမဖြစ်ဘူးအဲ့ဒါသိအရေးကြီးတယ်ဒီတော့ဝိပဿနာတကယ်အထုတ်ခြင်းတဲ့ပုဂ္ဂိုလ်ကဒီဒုက္ခသစ္စာကိုလည်းပထမသိအောင်ကြိုးစားအထောက်ရမယ်သမုဒယသစ္စာကိုလည်းသိအောင်ကြိုးစားအထောက်ရမယ်သိပြီးတော့မှဒုက္ခသစ္စာကိုသိတာကနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်ပါတယ်နာယုတ်ကိုပိုင်းခြားသိတဲ့ဉာဏ်ပဲသမုဒယသစ္စာကိုသိတာကပစ္စယပရိက္ခဉာဏ်အကြောင်းတရားတွေကိုရှုပွားသိသိတတ်တဲ့ဉာဏ်ပဲဒီဒုက္ခသစ္စာတရားသမုဒယသစ္စာတရားနှစ်ပါးကဝိပဿနာဉာဏ်ရဲ့အရှုခံအမှဖြစ်တယ်ဆိုတော့သာမအတိအကျရှိတယ်အဲ့တော့သူတို့ကအနိစ္စလို့ဒုက္ခလို့အနတ္တလို့ဒီလိုရှုတတ်ပါမှပါဇတ်ဆိုတဲ့အနိစ္စမဟုတ်ဘူးနော်သူတို့ရဲ့ဖြစ်ပြီးပြတ်တာကိုသေချာကိုဉာဏ်နဲ့မှမြင်ပြီးတော့မှသူကအနိစ္စလို့ရှုရတာဖြစ်ချင်းပြချင်းပြအနိစ္စခံရတဲ့ဓာန်ချက်ကိုသေချာမြင်အောင်ကြည့်ပြီးတော့မှဒုက္ခလို့ရှုရမပြည့်စည်ပဲအကျိတ်ကအခိုင်မာနှစ်တရာအဖြစ်ဒီတဲ့အတ္တဆိုတာအဲ့ဒီယုံနာနဲ့မှမရှိဘူးဆိုတာကိုသေချာမြင်အောင်ကြည့်ပြီးတော့မှအနတ္တလို့ရှုရမှာယုံနာဆိုတာဘာလဲမသိဘူးသမုဒယသစ္စာဆိုတာဘာလဲမသိဘူးမသိတာဒီတပုံကြီးထမ်းပြီးတော့ခမရန်းကျောင်းထဲမှာဝင်ထိုင်လိုက်ထားတယ်ချက်ချင်းဒီပုဂ္ဂိုလ်တန်တမှာခေအပြောင်းနဲ့ပြောရင်တော့ပေါ်ရကိုလျှောက်မှတ်တယ်ပေါ့အဲ့ဒါနဲ့ဝိပဿနာဖြစ်ပါမလားအဲ့ဒါပဲဒကာကြီးတွေဒုမကြီးတွေဒါစဉ်းစားဖို့ပဲနော်ဒီတော့ဝိပဿနာဆိုတာဘာဆိုတာကိုတိတိကျကျသိပြီးမှလုပ်ငန်းခွင်ကိုကြကြနနအားထုတ်ဖို့မလိုဘူးလားလိုအပ်တယ်နော်ကဲဒုက္ခသစ္စာပြီးတော့និရောဓသစ္စာနော်ကဲအဲ့မှာនិရောဓကကတော့ဖြောင်းမြန်မယ်သမုဒယသစ္စာနဲ့ဖြောင်းမြန်မယ်တဏှာကြီးအကျွင်းကြံမရှိပါမရဖြစ်နေတဲ့ဒုက္ခ
အတွင်းကြံမရှိပြင်လိုက်တော့နော်အတွင်းကြံမရှိအကုံအစင်ခြုံငင်းခြင်းကို၎င်းတဏှာကျွင်းကိလေသာတို့၏အတွင်းအကြံမရတို့မရှိဖြင့်မရှိအကုံအစင်ခြုံငင်းခြင်းကို၎င်းအတွင်းကြံမရှိတဏှာကျွင်းကိလေသာကျွင်းအကုသိုလ်တရားတို့၏အတွင်းကြံမရှိကုံစင်အောင်အကုံအစင်ခြုံငင်းခြင်းကို၎င်းတဏှာကျွင်းကိလေသာကျွင်းအကုသိုလ်တရားအာသောတရားတို့၏အာယုဖြစ်သောကုသလမူလတရား၃ပါးတို့၏အတွင်းအကြံမရှိအကုံအစင်ခြုံငင်းခြင်းကို၎င်းတဏှာကျွင်းကိလေသာကျွင်းအကုသိုလ်တရားအာသောတရားတို့၏အာယုဖြစ်သောကုသလမူလတရား၃ပါးအာသောတရားတို့၏အာယုဖြစ်သောကျွင်းကုသိုလ်တရားအလုံးတို့၏အတွင်းကြံမရှိအကုံအစင်ခြုံငင်းခြင်းကို၎င်းနိရောဓသစ္စာဟုမှာချောင်းကလေးကြံတယ်နိရောဓသစ္စာဟုသစ္စာဝိပင်ပါဠိတော်၌ဟောကြားထားတော်မူ၏နော်အဲ့ဒါဘယ်မှာဟောလဲဆိုတော့ခုနကစာဘိတ်ကအဘိဓမ္မာဝိပင်ပါဠိတော်132 134 135တို့မှာဟောထားတယ်နော်ဒီတော့နောက်တစ်ခုတဖန်အင်္ဂုတ္တရနိကေတိကနိဗ္ဗဒိဋ္ဌာယရဏသုတ်တံအဲ့ဒီမှာလည်းမှားနေပြန်ပြီဒိဋ္ဌာယရဏသုတ်တံတွင်တဏသုတ်တံဆိုတာကိုဖျက်လိုက်တော့နော်ဒိဋ္ဌာယရဏသုတ်တံတွင်ဟောကြားထားတော်မူအဲ့ဒါဒီအကုန်လုံးပြုတ်နေတယ်သမုဒိယသစ္စာကိုဟောကြားထားတော်မူပြန်၏နော်ကတမေဇအကုန်လုံးဖွင့်နေလွဲကုန်ပြီကတမေဇဘိက္ခွေဒုက္ခនិရောဓအရိယသစ္စာဝိဇ္ဇာယတွေ့ဝအကုန်လုံးလွဲနေတယ်ဝိဇ္ဇာယတွေ့ဝအတ္တိတဝိရာဂនិရောဓသင်္ခါရនិရောဓသင်္ခါရនិရောဓဝိညာဏនិရောဓစသဖြင့်ချုပ်စင်မယ်နော်အတူတူပဲအောက်မှာဗမာပြန်ဖတ်လိုက်ပဲနော်ယဟန်တို့ဒုက္ခချုပ်ကြောင်းនិရောဓအရိယသစ္စာတရားဟူသည်အဘယ်နည်းအဝိဇ္ဇာလည်းပုံမကြောက်အဝိဇ္ဇာဤသာလျှင်အကျွင်းကြံမရှိရမရယူပဲဖြစ်နေမရှိကုံစင်အောင်ချုပ်ခြင်းကြောင့်သင်္ခါရတို့သည်ချုပ်ကုန်၏သင်္ခါရတို့၏ချုပ်ခြင်းကြောင့်ဝိညာဉ်သည်ချုပ်၏ဝိညာဉ်၏ချုပ်ခြင်းကြောင့်နာယုတ်သည်ချုပ်၏နာယုတ်၏ချုပ်ခြင်းကြောင့်သလရဏသည်ချုပ်၏သလရဏ၏ချုပ်ခြင်းကြောင့်ဖတ္တသည်ချုပ်၏ဖတ္တ၏ချုပ်ခြင်းကြောင့်ဝေဒနာသည်ချုပ်၏ဝေဒနာ၏ချုပ်ခြင်းကြောင့်တဏှာသည်ချုပ်၏တဏှာ၏ချုပ်ခြင်းကြောင့်ဥပါဒံသည်ချုပ်၏ဥပါဒံ၏ချုပ်ခြင်းကြောင့်ဘဝကာမဘဝဥပါတိဘဝသည်ချုပ်၏ကာမဘဝ၏ချုပ်ခြင်းကြောင့်ဇာတိသည်ချုပ်၏ဇာတိ၏ချုပ်ခြင်းကြောင့်သရမရဏသည်ချုပ်၏သောကပရိဒေဝဒုက္ခဒေါမနတဥပါယတတို့သည်ချုပ်ကုန်၏ဤသို့လျှင်ချမ်းသာမဖက်တသက်သောဒုက္ခဒုံဒုက္ခအစုအပုံ၏ချုပ်ခြင်းသည်ဖြစ်ယဟန်တို့ဤကြောင့်ကျိုးဆက်နေမှုပရိစ္ဆသဘောသဘောတရားတို့၌ချုပ်ငြိမ်းမှုကိုဒုက္ခချုပ်ရនិရောဓအရိယသစ္စာတရားဒီဟူ၍ဆိုအပ်၏အဲ့တော့စဉ်းစားကြည့်နည်းနည်းလေးအကျမ်းအဖြစ်ပြောမယ်ဝိဇ္ဇာတနာဥပါဒသင်္ခါရကံတွေဘယ်တော့မှချုပ်မှာတဏှာဘယ်ခါမှပြတ်မလဲဘယ်လိုလဲနားရလို့ပြောမှာသူကဆလိုရာကယဟနာဖြစ်မှနော်တဏှာကကုန်မှာချုပ်ငိမ့်မယ်ဝိဇ္ဇာတနာဥပါဒသင်္ခါရကံတွေကအရတ္တမေစိုက်တဲ့အချိန်ခါကြမှာအရတ္တမေကအသင်္ကရတအငြိမ့်တဲ့နိဗ္ဗာန်ရဲ့အကူအညီအငြိမ့်တဲ့အေးတဲ့ရဲ့အကူအညီဖြစ်ကိလေသာတွေကိုအကျွမ်းကြံမရှိကုံစင်အောင်ပယ်လိုက်မယ်တဏှာလည်းပါသွားတယ်ဝိဇ္ဇာတနာဥပါဒနဲ့အကုန်ကုန်သွားတယ်ကုန်လိုက်တဲ့အတွက်နောင်ဘဝတည်းကိုဖြစ်စေနိုင်တဲ့စွမ်းအားရှိနေတဲ့ကံတွေလည်းစွမ်းအင်ကုန်သွားတယ်ဘဝတည်းကိုမဖြစ်စေတော့ဘူးယဟန္တာဖြစ်တဲ့အချိန်ခါကြမှာအဝိဇ္ဇာတနာဥပါဒသင်္ခါရကကုန်မှာနော်ခုတရားအထုတ်တဲ့ပုဂ္ဂိုလ်ယဟန္တာဖြစ်ပလားမဖြစ်ခင်မှာတည်းကဘုရားကအခုအရှုခိုင်းနေဒါကိုပြောချင်တာနော်သဘောပေါက်ပလားအဲ့တော့ယဟန္တာကဖြစ်မှာဘယ်ချိန်ခါဖြစ်မှာနော်အနာဂတ်ပဲပြောလို့တာကဒါအနာဂတ်တစ်ချိန်ချင်းတော့ဖြစ်ခြင်းဖြစ်မယ်ဆိုတာကဖြစ်အောင်လုပ်ရင်ဖြစ်မယ်ပေါ့ခေါင်းကမဟာဒနာတထေသားတို့လိုပျော်မွေ့နေမယ်ဆိုရင်တော့ဖြစ်ပါမလားမဖြစ်နိုင်ဘူးအဲဒီတော့နောက်တစ်ချိန်မှာတော့ဖြစ်ခြင်းဖြစ်မယ်ဆိုတော့ဘုန်းကြီးဆိုလိုတာကအဲ့ဒါကပစ္စုပန်မဟုတ်ဘူးအနာဂတ်တသက်ပဲအဲ့နောက်တစ်ချိန်အနာဂတ်မှာအရတ္တမေဉာဏ်ရဲ့စွမ်းအားကြောင့်ဝိဇ္ဇာတနာဥပါဒံတွေကအကျွင့်ကျွံမရှိကုန်စင်အောင်ခြုံငိမ့်သွားတယ်
ဝိဇ္ဇရဏဥပါဒတို့အကျွမ်းကြံမရှိကုံစင်အောင်ချုပ်ငင်းကြောင့်သင်္ခါရကံတွေလဲစွန့်အင်တွေကုန်ပြီးတော့ချုပ်ငင်းသွားကြတယ်အဲ့ဒီသင်္ခါရကံကဘာသင်္ခါရကံလဲလို့မေးတော့နောင်ဘဝတည်းကိုဖြစ်စေမဲ့သင်္ခါရကံပဲအရဟတမေယဟနာဖြစ်တဲ့အချိန်ကနေစပြီးပြိဋိဘံမစံမီစာကြမှာဖြစ်ပေါ်စေတတ်တဲ့ကံတော့မပါဘူးနော်အဲ့ဒီစာကြမှာကတော့အတိတ်ကထူထောင်ခဲ့တဲ့ကုသိုလ်ကအကုသိုလ်ကဒီအတွင်းမှာတော့သူကအကျိုးပေးအောင်မယ်အကျိုးမပေးရင်ချက်ချင်းတရားမှာဟုတ်အကျိုးပေးတော့ကုသိုလ်ကံလည်းအကျိုးပေးမယ်အကုသိုလ်ကံလည်းအကျိုးပေးမယ်ဥမာရှင်မောက္ခလန်တို့ခေါင်းကွဲပြီးတရားတယ်ဒါအတိတ်ကအကုသိုလ်ကံရဲ့အကျိုးပဲမြတ်စွာဘုရားခန္ဓာတယ်အတိတ်ကအကုသိုလ်ကံရဲ့အကျိုးကုသိုလ်ကံအကျိုးတွေလည်းဘုရားခံစားရတာအများကြီးပါနော်ဒီတော့ယဟန္တာအရဟံပြိဋိဘံမစံမီစံကြမှာတော့အကုန်လုံးခံအောင်မယ်ဒါပြင်ပြိဋိဘန္ဒသုတိနောက်ဆွဲမှာတော့ဘဝတည်းဆိုတာတခုမှမရှိတော့အဲ့ဘဝတည်းကိုဖြစ်စေမဲ့ကံမှန်သမျှကတော့အရဟတမေအချိန်မှာအကုန်ကုန်သွားတယ်ဟုတ်ပလားဒီတော့အဲ့ဒီဥစ္စာကအနာဂတ်တသက်ပဲပစ္စုပန်ဟုတ်သလားဝိပဿနာဆိုတာအနာဂတ်ကမဖြစ်သေးဘူးမဖြစ်သေးတာဘယ်လိုလုပ်ရှုမလဲဆိုပြီးဒီလိုအကြောင်းပြတယ်အဲ့ဒီအကြောင်းပြခြင်းနဲ့ပယ်ချလိုက်တော့ဒီရှုွက်ကိုဒီនិရောဓသစ္စာကိုသိပါမလားမသိကြရင်သန္တရာဝဆင်းဒုက္ခကုန်မလားအဲ့ဒါပဲနော်ဒီနေ့ပြဿနာတွေပဲဒါတခါကြီးတွေဒုမကြီးတွေကတော့ယဉ်နေတော့ပိုသိမယ်ရိတ်တာဘောင်းဆောင်လဲအထုပ်ပူကြမယ်တရားဘောင်းဆောင်လဲအထုပ်ပူကြမယ်ဟုတ်တယ်မလားနားရထိုင်နေလို့ယုံနဲ့ဒီတဏှာကုန်မလားဘာကိုသိရမှာလဲဒုက္ခသစ္စာကိုသိရမယ်သမုဒယသစ္စာကိုသိရမယ်ဒီဒုက္ခသစ္စာသမုဒယသစ္စာတို့ရဲ့အနိစ္စအချက်ဒုက္ခအချက်အနတ္တအချက်တွေကိုသိရမယ်ဘယ်အထိသိရမလဲအရဟတမေစိုက်သည့်အထိသိရမယ်အဲ့ဒီလိုသိမှဒီအဝိဇ္ဇာတနာဥပါဒံဆိုတဲ့ကိလေသာတွေကအကျွမ်းကြံမရှိကုန်သွားမှာဖြစ်တယ်အဲ့ဒီကိလေသာတွေအကျွမ်းကြံမရှိကုန်ပါမှသာလျင်ကံတွေကနောက်ထပ်တဖန်ဘဝတွေကိုဖြစ်စေနေတဲ့စွမ်းအင်တွေကုန်မယ်အဲ့ဒီခါကျတော့မှသူကသန္တရာဝဆင်းဒုက္ခကငြိမ့်သွားမယ်လွတ်သွားမယ်ဟုတ်တယ်မလားအဲ့ဒါကိုသဘောပေါက်ဖို့တော့လိုတယ်နော်နောက်တစ်ခုကဲဤនិရောဓသစ္စာကဝိပဿနာဉာဏ်ဖြင့်ထိုးထွင်းသိရမည့်និရောဓသစ္စာဖြစ်သည်ဒါဝိပဿနာဖြင့်သိရမယ့်និရောဓသစ္စာတွေပဲနော်အသင်္ကရတနိဗ္ဗာန်တရားတော်မြတ်ကအရိယာမေညာအရိယာဘုံညာတို့ဖြင့်ထိုးထွင်းသိရမည့်လောကုတ္တရာនិရောဓသစ္စာဖြစ်သည်တဲ့နော်ကဲမေဃသစ္စာပြောကြရအောင်နော်အဲ့ဒီမေဃသစ္စာမှာ၃မျိုးရှိနေတယ်သမထပိုင်းမေဃသစ္စာဝိပဿနာပိုင်းမေဃသစ္စာအရိယာမေညာအခိုက်လောကုတ္တရာမေဃသစ္စာဟု၃မျိုးရှိနေတယ်အဲ့သမထပိုင်းမေဃသစ္စာကတော့ဘုန်းကြီးတို့ကျင့်တယ်မဟုတ်ဘူးနော်ကျင့်တယ်မဟုတ်ဘူးဆိုတာကတချို့ဇန်တွေကထူထောင်တာကအထူးသဖြင့်သာသနာ့ဘပုဂ္ဂိုလ်တွေပေါ့နိဗ္ဗာန်ရရင်မဟုတ်ဘူးပြမပြီးရောက်ရှိရဲ့အတွက်ဖြစ်နေတယ်အဲ့ဒါကြတော့မေဃသစ္စာစင်းထဲမှာမဝင်ဘူးနော်နိဗ္ဗာန်ရရှိရဲ့အတွက်ထူထောင်နေခဲ့မယ်ဆိုရင်တော့အဲ့သမထဘိုင်းကမေဃသစ္စာထဲမှာအကျုံးဝင်တယ်မေဃင်၈ပါးထဲမှာသမ္မာသမာဓိဆိုတာပါနေပါတယ်နော်အဲ့သမ္မာသမာဓိစင်းထဲမှာဝင်တယ်အဲ့တော့အဲ့ဥစ္စာမှာသမထဘိုင်းမေဃသစ္စာကိုနည်းနည်းလေးဘုန်းကြီးရှင်းပြမယ်ဥပမာဟိုသမထတိုင်းမှာရှိနေလို့ပါဥပမာဘုန်းကြီးတို့အာနာပါနအထုတ်တယ်တစ်ချိန်ကျတော့သမာဓိရဲ့စွမ်းအားကြောင့်ကြည်လင်တောက်ပနေတဲ့ဒီလေလေးကကြည်လင်တောက်ပနေတဲ့နမိတ်အသွင်မြင်လာတယ်သမာဓိတိုင်းကောင်းပါပြီနော်ဒီအာနာပါနကလည်းအတ္တတပတ္တတစိတ်တသမုဋ္ဌာနာဆိုပြီးအထက်ကရာမှာအတိအကျရှင်းထားတယ်နော်သူကစိတ်ကြောင့်ဖြစ်တဲ့ရုပ်ပဲဒီဝင်လေထွက်လေကအဲဒီတော့စိတ်ကြောင့်ဖြစ်တဲ့စိတ္တဇရုပ်ဆိုတော့ခုနကပြောခဲ့တဲ့အတိုင်းပဲသမာဓိကစွမ်းအင်ထက်လာရင်ဒီစိတ္တယုတ်ကလဒီမှာပါနေတဲ့ဝဏ္ဏတယူပါယုံကတောက်ပါလာအယောင်လေးတွေထွက်လာသမာဓိကအလွန်ကြီးအရှိန်မကောင်းသေးဘူးဆိုလို့ရှိရင်အယောင်ကနည်းနည်းညစ်ထက်ထက်ဖြစ်တယ်သမာဓိကသိအရှိန်အဝါကောင်းလာပြီဆိုရင်တော့အယောင်ကချီလင်တောက်ပါလာသို့တော့အဲ့ဒီစိတ္တယုတ်ကလဒီထဲမှာပါနေတဲ့ဒီဇောတလည်းရှိတယ်အဲ့ဒီဒီဇောတကလည်းဆင်ကဲနောက်ထပ်ယုတ်ကလအသစ်တွေကိုဖြစ်စေတယ်အဲ့ဒီဒီဇောတကြောင့်ဖြစ်စေတဲ့ယုတ်ကလတွေကတော့ဒီအစ္ဆဒတနာမကဗိဓာအထိပြန့်သွားတယ်အဲ့တော့ယောဂီပုဂ္ဂိုလ်ကဒီနာသီပြားသုံးဖို့အထက်နှုတ်ခမ်းမှာကပ်ပြီးရှုနေလိုက်တော့အခါဒီနေရာလောက်မှာအထက်နှုတ်ခမ်းလောက်မှာလာပြီးပေါ်ရင်တော့ဒါကခုနကဒီဇောတကဖြစ်ပေါ်လာတဲ့ယုတ်ကလတိမှာပန်နေတဲ့ဝဏ္ဏတယူပါယုံရဲ့တောက်ပမှုပဲအဲ့ဒီယူပါယုံရဲ့အပေါင်းအစုရဲ့တောက်ပမှုကိုအတုံးလိုက်ခဲလိုက်တွားပြီးတွေ့တယ်အရှည်လိုက်တွေ့တယ်အချောင်းလိုက်တွေ့တယ်ပုံသဏ္ဍာန်အမျိုးမျိုးပေါ့နော်အဲ့လိုကြည်လင်တောက်ပနေတဲ့နမိတ်ပေါ်လာတယ်
ကြည်လင်တောက်ပနေတဲ့ဒီနမိတ်ကိုအာယုံယူပြီးတော့တမာတိကိုဆက်ထူထောင်ရင်ဒီနမိတ်ထဲမှာစိတ်ကနစ်မြုပ်ပြီးတော့ငြိမ်ဝတ်သွားတယ်မလှုပ်တော့ဘူးတဏှာနှာစတဲ့ပြထိန်းနိုင်ပြီဆိုရင်တော့ထိုအချိန်ကမှဇိုင်းကားတွေကိုသိသိရင်သိသိလို့ရတယ်သို့တော့ဇိုင်းကားကအလုံးသင်ဘူးထွက်တယ်ပထမဇာမဇိုင်းကား၅ပါးအဲ့ဇိုင်းကား၅ပါးက၅ပါးတည်းမဖြစ်ဘူးဒါအဘိဓမ္မာစီကံကပထမဇာမဆိုလို့ရင်ခုလိုအာနာပါနခဲ့တဲ့ပထမဇာဖြစ်ခဲ့မယ်ဆိုရင်စိတ်စကတိ34လုံးရှိပါတယ်အကယ်ကရုဏာဇံတို့မုဒိတာဇံတို့ဆိုရင်ကရုဏာထက်တဲ့ဘုမမုဒိတာထက်တဲ့အတွက်စိတ်စကတိ35လုံးအထိရှိတယ်နော်ဒါကြောင့်ဒီမသရုတ်တဇံကြတော့35လုံးမရှိတော့ဘူး31လုံးအထိရှိမယ်စသည်ဖြင့်သူနေရာနဲ့တူပဲနော်အခုဒီနေရာမှာနမူနာကကြည်လင်တောက်ပနေသောအာနာပါနပရိဘာဂနမိတ်ကိုအာယုံ၍ပရမဇန်သမာဓိဖြစ်ပေါ်လာရာ၌ပရမဇန်လောက်ပဲဘုန်းကြီးပြောမှာနော်ဇာဏတရား34လုံးတို့ဖြစ်ပေါ်လာရာ၌မဲ့ခင်၅ပါးမဲ့ခင်၅ပါးပါဝင်လျက်ရှိကြိုတင်ဆောက်တည်ကျင့်သုံးထအပ်သောသီလမဲ့ခင်၃ပါးနှင့်ပေါင်းသောမဲ့ခင်၈ပါးဖြစ်သည်လောကီခိုက်မှာဒီသီလမဲ့ခင်တွေကဖြိုင်းတူမဖြစ်ဘူးသီလမဲ့ခင်နဲ့ဒီခုနကကျန်တဲ့မဲ့ခင်တွေကဖြိုင်းတူမဖြစ်ကြဘူးဘာဖြစ်လို့အာယုံချင်းမတူဘူးဥမာသမ္မာဝါစာဆိုတာကသူကသီလပိုင်းသမ္မာကမ္မန္တသမ္မာအာဇီဝသီလပိုင်းသူတို့နဲ့သက်ဆိုင်နေတဲ့အာယုန်တွေကိုသူတို့ကအာယုန်ပြုတာအခုလိုကြည်လင်တောက်ပနေတဲ့အာနာပါနပရိဘာဂနမိတ်ကိုအာယုန်မပြုကြအောင်ဒါကြောင့်သူတို့ကကြိုတင်ပြီးတော့ဥမာပါဏိပါဒဝေရမဏိသိက္ခာပရံတမာရိယာမိဆောက်တည်တယ်သီလတွေဆောက်တည်တယ်သီလဆောက်တည်တော့ကိုကသူ့အတက်မတတ်ဘူးဆိုသူ့အတက်ကိုအာယုန်ယူပြီးတော့မတတ်ဘူးဟုတ်တယ်မလားဒီကြည်လင်တောက်ပတဲ့အာနာပါနပရိဘာဂနမိတ်ကိုသူတို့ကအာယုန်မယူနိုင်ဘူးဒါကြောင့်အာယုန်ကြီးကွဲပြားနေတဲ့အတွက်လောကီမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝခေါ်တဲ့ဒီသီလမဲ့ခင်၃ပါးကသမထဘာဝနာစိတ်တွေနဲ့လည်းဖြိုင်းတူရှင်တွဲပြီးမဖြစ်ဘူးဝိပဿနာဘာဝနာစိတ်တွေနဲ့လည်းဖြိုင်းတူရှင်တွဲမဖြစ်ဘူးတစ်ချိန်စီဖြစ်တယ်တစ်ချိန်စီဆိုတာကဥမာတရားမထိုင်ခင်ကြိုတင်ပြီးသီလဆောက်တည်တယ်ထိုချိန်ခါမှဖြစ်သွားပြီအဲ့ဒါပြောနော်ကဲဒီမှာကြည့်သမ္မာဒိဋ္ဌိကြည်လင်တောက်ပနေသောအာနာပါနပရိဘာဂနမိတ်ကိုထိုးထွင်းသိမြင်ခြင်းသဘောသမ္မာသင်္ကပ္ပကြည်လင်တောက်ပနေသောအာနာပါနပရိဘာဂနမိတ်အာယုံဘောသို့စိတ်ကိုဇန်စိတ်ကိုရှေ့ရှုတင်ပေးခြင်းသဘောသမ္မာဝါယမကြည်လင်တောက်ပနေသောအာနာပါနပရိဘာဂနမိတ်အာယုံကိုထိုးထွင်းသိမြင်အောင်ညီဝတ်စွာကတည်ငြိမ်အောင်ကြိုးစားအထောက်ခြင်းသဘောသမ္မာတတိကြည်လင်တောက်ပနေသောအာနာပါနပရိဘာဂနမိတ်အာယုံကိုအမှတ်ရနေခြင်းသဘောသမ္မာသမာဓိကြည်လင်တောက်ပနေသောအာနာပါနပရိဘာဂနမိတ်အာယုံနဲ့စိတ်ညီဝတ်စွာကတည်နေခြင်းသဘောကြိုတင်ဆောက်တည်ကျင့်သုံးထားသောသီလမဲ့ခင်၃ပါးပေါင်းလိုက်တော့မဲ့ခင်၈ပါးအဲ့ဒီမှာဘုန်းကြီးတို့ဒီသမ္မာသင်္ကပ္ပနဲ့ပတ်သက်ပြီးတော့တချို့ကစဉ်းစားတွေးခေါ်တာဆိုပြီးဒီလိုဘာသာပြန်ကြတယ်ခုနည်းနည်းလေးဒီကကြီးတွေသဘောပေါက်အောင်ဘုန်းကြီးပြောမယ်နော်အိမ်ကိုနည်းနည်းလေးစိတ်လွတ်ကြည့်အိမ်ဆိုတဲ့အာယုံဘောတို့စိတ်ကိုတင်လိုက်တာပဲသဘောပေါက်တယ်ခုဒီဘုန်းကြီးကိုစဉ်းစားကြည့်ဘုန်းကြီးဆိုတဲ့အာယုံဘောကိုလှမ်းပြီးစိတ်ကလေးတင်လိုက်တာပဲအဲစိတ်ကလေးကအာယုံဘောကိုတော့တင်တာကိုဝိတ္တလို့ခေါ်တယ်နော်ထိုင်ပြီးတော့စေတံလေးဖွာပြီးစဉ်းစားနေတာမျိုးကိုမဆိုးလို့ဟုတ်တယ်မလားအာယုံဘောတွေကိုပြောင်းပြီးစိတ်ကလေးတင်ပေးတယ်အခုကအာယုံတွေမပြောင်းဘူးတခုတည်းပဲအာနာပါနပရိဘာဂနမိပေါ်မှာပဲစိတ်ကိုငြိမ်းငြိမ်တင်းငြိမ်တင်ပေးနေတယ်ဟုတ်တယ်မလားအဲဒီသဘောပဲကဲဒါကသမထပိုင်းဉာဏ်နေတဲ့သမထပိုင်းတွေလည်းပုံစံတူပဲမှတ်တော့နော်ဝိပဿနာပိုင်းဘက်ကသစ္စာအောက်မှာကြည့်ဝိပဿနာဉာဏ်နဲ့ရှင်တွဲလျက်နန္တရား34သို့မဟုတ်33လုံးတို့ပူးတွဲဖြစ်ပေါ်ကြသည်နော်33ဆိုတာကတော့တခါတလေပီတိပါတယ်တခါတလေပီတိမပါဘူးရှုနေရင်လည်းတခါတလေကြတော့လဲဝမ်းမြောက်ဝမ်းသာဖြစ်တယ်တခါတလေကြတော့လည်းနည်းနည်းပြင်းချောက်ဖြစ်နေဟုတ်တယ်မလားသိပြီးပီတိမဖြစ်ဘူးကဲအဲ့ဒီ33လုံးထဲမှာဘာပါလဲသမ္မာဒိဋ္ဌိလောကီနော်သစ္စာ၄ပါးကိုထိုးထွင်းသိမြင်ခြင်းသဘောခုနကလောကီဝိပဿနာဉာဏ်ဖြင့်ထိုးထွင်းသိရမယ်သစ္စာ၄ပါးပဲနော်ဆိုလိုတာကဘုန်းကြီးတို့ဒီဝိပဿနာရှုနေတဲ့ယောဂီပုဂ္ဂိုလ်ကဝိပဿနာဉာဏ်ကြီးကတော်တော်လေးရင့်ကျက်လာရင်ညာတင်စညာနင်စဥပောပိဝိပတ္တိညာတခေါ်တဲ့အရှုကအာယုဖြစ်တဲ့ဒုက္ခသစ္စာသမုဒယသစ္စာကိုလည်းသိတယ်ညာနာခေါ်တဲ့ရှုနေတဲ့ဝိပဿနာဉာဏ်ကိုလည်းတစ်ဖန်ပြန်ပြီးရှုရတယ်ရှုလိုက်တဲ့အခါမှာသိတယ်အဲရှုနေတဲ့ဝိပဿနာဉာဏ်ထဲမှာဒီမဂ္ဂင်ပါတာဟုတ်တယ်မလားဒုက္ခသစ္စာခေါ်တဲ့ယုတ်တရားတွေကိုအနိစ္စလို့ရှုတယ်အဲအနိစ္စလို့ရှုနေတဲ့သိနေတဲ့စိတ်စရတိတ်တွေက34လုံးရှိတော့အဲဒီ34လုံးထဲမှာဒီမဂ္ဂင်ကြီးပါနေတယ်မဂ္ဂင်၅ခုပါတယ်နော်အဲ့ဒါပြောတာနော်အဲ့တော့လောကီသစ္စာ၄ပါးဟိုလောကုတ္တရာသစ္စာတွေကတော့မရသေးတဲ့အတွက်ဘယ်လို့မှရှုလို့မရလို့ဒီမှာလောကုတ္တရာသစ္စာကိုသိတာမပါဘူး
ဒါဝိပဿနာပိုင်းနော်ဒါကြောင့်သမ္မာဒိဋ္ဌိလောကီသစ္စာ၄ပါးကိုထိုးထွင်းသိမြင်ခြင်းသဘောသမ္မာသင်္ကပ္ပသစ္စာ၄ပါးအာယုံပေါ်သို့လောကီပဲနော်သစ္စာ၄ပါးအာယုံပေါ်သို့စိတ်ကိုရှေ့ရှုတင်ပေးခြင်းသဘောသမ္မာဝါယမသစ္စာ၄ပါးကိုထိုးထွင်းသိမြင်အောင်ကြိုးစားအထောက်ခြင်းသဘောသမ္မာတတိသစ္စာ၄ပါးကိုအမှတ်ရနေခြင်းသဘောသမ္မာသမာဓိသစ္စာ၄ပါးအာယုံ၌စိတ်ငြိမ်ဝှက်စွာကတည်နေခြင်းသဘော၆ခုရှိကကြိုတင်ဆောက်တည်ခြင်းသုံးထသောသီလမဂ်ခင်၃ပါးပေါင်းလိုက်တော့မဂ်ခင်၈ပါးပဲဒါဝိပဿနာအခိုက်နော်အဲ့ဒီမှာသစ္စာ၄ပါးဆိုပြီးတော့ပေါင်းတော့ရေးထားတယ်ဒါပြင်လည်းရှုတဲ့အခါမှာယောဂီကသူ့ရဲ့ဆန္ဒအတိုင်းပုံစံအမျိုးမျိုးနဲ့ရှုနိုင်တယ်ပုံစံမျိုးမျိုးဆိုတာကရုပ်ကိုတတ်တတ်ရှုမယ်နာမ်ကိုတတ်တတ်ရှုမယ်ဒီလိုလဲရတယ်တော့မဟုတ်ခန္ဓာ၅ပါးနဲ့ရုပ်ကိုတတ်တတ်ရှုမယ်ဝေဒနာကိုတတ်တတ်ရှုမယ်သင်ညာကိုတတ်တတ်ရှုမယ်သင်္ခါရကိုတတ်တတ်ရှုမယ်ဝိညာဉ်ကိုတတ်တတ်ရှုမယ်ဒါလည်းရတယ်အာရဏ12ပါးနည်းနဲ့12မျိုးခွဲရှုလည်းရတယ်ဓာတ်18ပါးနည်းနဲ့18မျိုးခွဲရှုလည်းရတယ်ဒါပြည့်အားလုံးကတော့ဒီယုံနာ2ပါးပဲဘာဖြစ်လို့ဒီလိုခွဲရှုရတယ်ဆိုတော့အကြောင်းရှိတယ်တချို့ပုဂ္ဂိုလ်တွေကရုပ်လို့ပြောလိုက်ရင်ထက်ခနဲ့ဆိုသူတို့နားလဲတယ်ခုပိဿဝဂိငါဟုတို့လို့နော်ရုပ်လို့ပြောလိုက်တာနဲ့သူတို့ကနားလဲတယ်နာလို့ပြောလိုက်လို့ရှင်တခါတလေဝါတတဖြစ်နေတယ်နည်းနည်းပြုံးနေတစ်ချက်တည်းနဲ့ရှုလိုက်ရင်ညာကမငုံနိုင်ဘူးအဲ့လိုခါမှာဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုပြီးတော့5ခု4ခုနာမ်ကို4ခုခွဲပြီးတော့ယုတ်ကတစ်ပုံနာမ်က4ပုံပေါင်းပြီးခန္ဓာ5ပါးနဲ့အရှုခိုင်းတယ်ဒါကုအနတ္တလက္ခဏာတော့နောက်လာမဲ့တော့မှာဒီနည်းစနစ်နဲ့အရှုခိုင်းထားတယ်တချို့ပုဂ္ဂိုလ်တွေကြတော့နာမ်နဲ့ပတ်သက်လို့သူတို့ကနည်းနည်းလေးတိုးဝင်မှုသိမရှိဘူးရှင်းရှင်းလင်းလင်းနားလည်နေတယ်ဒါပေမဲ့ယုတ်နဲ့ပတ်သက်လို့ကြတော့နည်းနည်းလေးအရှုခက်နေတယ်ဒါသူ့ရဲ့ပါရမီပေါ်မူတည်ပါတယ်အတိတ်ကတချို့ကဒီယုတ်ကိုအလေးကရုပြုပြီးရှုခဲ့တယ်တချို့ကနာမ်ကိုအလေးကရုပြုရှုခဲ့တယ်အဲဒီလိုရှုခဲ့တဲ့အတိတ်ပါရမီရဲ့ဆွမ်းအားကြောင့်နည်းနည်းလေးသူကခွဲပြားမှုရှိတယ်အဲဒီလိုပုဂ္ဂိုလ်မျိုးကြတော့မြတ်စွာဘုရားကယုတ်မှာတိုးဝင်မှုရှိနေတဲ့အာရဏ12ပါးနည်းနဲ့ခေါ်တယ်နာမ်မှာတိုးဝင်မှုမရှိတဲ့အတွက်အဲအာရဏ12ပါးထဲမှာမနာယရဏဓမ္မယရဏဆိုပြီးနာမ်တရားကို2ခုပဲခေါ်လိုက်တယ်တချို့ပုဂ္ဂိုလ်တွေကြတော့ဒီလိုမဟုတ်ဘူးရုပ်မှာလည်းအသိဉာဏ်ကသိမတန်ရှင်းဘူးနာမ်ကြတော့လည်းအသိဉာဏ်ကမတန်ရှင်းဘူးအဲဒီလိုပုဂ္ဂိုလ်ကြတော့ဘုရားရှင်ကဓာတ်18ပါးနည်းနဲ့ဝိပဿနာရှုခွင့်ကိုသင်ပေးပါတယ်နော်ဒါကြောင့်ဤမျိုးမျိုးဖြစ်တယ်သို့တော့ရုပ်နဲ့နာမ်ဆိုလည်းဒီဒုက္ခသစ္စာတရားပဲဒီဒုက္ခသစ္စာတရားကိုပဲနှစ်ပုံပြီးအရှုခိုင်းတာအဲ့ဒါကတော့ဘုန်းကြီးတို့ဓမ္မပဒမှာပိစက်ကဇနီးမောင်နှံဆိုတဲ့ဇနီးမောင်နှံ2ယောက်ကိုမြတ်စွာဘုရားဟောပေးပါတယ်ယုံနာ2ပါးနည်းနဲ့ဝိပဿနာရှုခွင့်ကိုဟောပေးဒါပြင်လည်းဟောဘက်ကကိန္တုကောပမသုတ်တံဆိုတဲ့သုတ်တံတစ်ခုရှိပါတယ်အဲ့ဒီသုတ်တံမှာကတော့ဉာဏ်ပညာအလွန်ထက်မြက်နေတဲ့မထေရမြတ်ကြီးတစ်ပါးယဟန္တာမထေရမြတ်ကြီးတစ်ပါးအကြောင်းလားရှိပါတယ်သူကတော့အဲ့ဒီဒုက္ခသစ္စာရောသမုဒယသစ္စာရောနှစ်ခုလုံးခြုံပြီးတော့ယံကိဉ္စီသမုဒယဓမ္မတပ္ပတနိရောဓဓမ္မကုတိဓမ္မစကြာမပါသရောအကုန်လုံးခြုံရှုလိုက်တဲ့တစ်ချက်တည်းသူရှုနိုင်တယ်အစ္ဆဒရောဖိဒရောအကုန်လုံးဉာဏ်ကသိကြီးတယ်ပြီးတော့အဲ့ဒီလိုပုဂ္ဂိုလ်ရဲ့အခြေအနေကိုလိုက်ပြီးတော့ရှုခွက်ကလေးတွေကိုတော့မြတ်စွာဘုရားကဤမျိုးမျိုးနဲ့သင်ပေးတာရှိပါတယ်ဒါပြင်လည်းအရှုကအာယုံကတော့ဒီဒုက္ခသစ္စာနဲ့သမုဒယသစ္စာအကြီးဖြစ်တယ်ဒါကိုတော့သဘောပေါက်ပါနော်ဤမျိုးမျိုးသူ့လည်းမြတ်စွာဘုရားကတရားဤမျိုးမျိုးဟောသွားတာပဲဒါတော့ဤမျိုးမျိုးကိုကြိုက်လို့ကိုရှုလို့ရတာပဲတချို့ကဒီလိုလော်လော်လေးပြောတယ်ဤမျိုးမျိုးဟောပြီမဲ့လို့အဲ့ဤမျိုးမျိုးမှာရှုရမယ်အရှုကအာယုံဖြစ်တဲ့တရားတွေကဒီဒုက္ခသစ္စာတရားနဲ့သမုဒယသစ္စာတရားကြီးပဲတခြားတရားတစ်ခုမှမပါဘူးနော်အဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်ကဲနောက်တစ်ခုကတော့အရိယမဉ္ဇဉ်လောကုတ္တရာအခိုက်နော်အရိယမဉ္ဇဉ်အခိုက်လောကုတ္တရာဘက်ကသစ္စာနော်ဥပမာပရမသူကလောကုတ္တရာဘက်ကသစ္စာစိုက်တာကလည်းပုံစံအမျိုးမျိုးရှိပါတယ်တချို့ကပရမဇန်ကိုဝိပဿနာရှုခိုက်မှအရိယမေစိုက်သွားတာလည်းရှိတယ်တချို့ကဒုတိယဇန်သုံးဖို့တတိယဇန်သုံးဖို့သရုဒ္ဓဇန်သုံးဖို့အထက်ပိုင်းအရူပဇန်တွေအဲဒီလိုဇန်နံတရားတွေကိုရှုခိုက်မှအရိယမေစိုက်တာလည်းရှိတယ်တချို့ကယုတ်တရားရှုခိုက်အရိယမေစိုက်တယ်တချို့ကလည်းသက္ခုဒေါရဝိသိမနောဒေါရဝိသိစတဲ့ခမဝဆရနံတရားတွေကိုဝိပဿနာရှုခိုက်အရိယမေစိုက်သွားတာလည်းရှိတယ်ဒါကြောင့်ပုဂ္ဂိုလ်အမျိုးမျိုးပဲနော်ခုဒီမှာပရမဇန်ကိုရှုခိုက်မှအရိယမေစိုက်တဲ့ပုံစံလေးတစ်ခုထုတ်ပြထားတယ်နော်ဥပမာ
ပရမဇန်နန္တရားတို့ကိုဝိပဿနာရှုကအရိယာမဲ့တို့ဆက်ရောက်ခဲ့သောထိုအရိယာမဲ့အခိုက်၌နန္တရား39လုံးရှိပေသည်တဲ့မက်ဆေတုပ္ပခေါ်တာပေါ့နော်မက်ဆေတုပ္ပ39ထိုနန္တရားတို့တွင်မဂ္ဂင်၈ပါးလိပါဝင်ပေသည်အဲ့မှာနံပါတ်1သမ္မာဒိဋ္ဌိဒီသမ္မာဒိဋ္ဌိကြတော့သူကပါလေအသင်္ကတတနိဗ္ဗာန်တရားတော်မြတ်ကိုထိုးထွင်းသိမြင်ခြင်းသဘောပဲသူကနိဗ္ဗာန်ကိုသိတာဟိုဘက်ကဒုက္ခသစ္စာသမုဒယသစ္စာကိုသိတာဟုတ်သလားမဟုတ်တော့ဘူးနော်သမ္မာသင်္ကပ္ပအသင်္ကတတနိဗ္ဗာန်တရားတော်မြတ်အာယုံဘောသို့စိတ်ကိုမစိတ်ကိုရှေ့ရှုတင်ပေးခြင်းသဘောသမ္မာဝါယာမအသင်္ကတတနိဗ္ဗာန်တရားတော်မြတ်ကိုထိုးထွင်းသိမြင်အောင်ကြိုးစားအထောက်ခြင်းသဘောသမ္မာတတိအသင်္ကတတနိဗ္ဗာန်တရားတော်မြတ်အာယုံကိုအမှတ်ရနေခြင်းသဘောသမ္မာသမာဓိအသင်္ကတတနိဗ္ဗာန်တရားတော်မြတ်အာယုံ၌စိတ်ကြည်ငြိမ်နေခြင်းသဘောနော်နံပါတ်6ခွန်8အဲ့ဒီမှာကြတော့ဗျိုင်တူဖြစ်တယ်နော်ဗျိုင်တူဖြစ်ပုံကိုပြောလိုက်မယ်ဟိုမှာနည်းနည်းလေးအချင်းချုပ်ရေးထားတယ်အရိယာမဉ္ဇဉ်သည်သမ္မာဝါစာမဖြစ်အောင်သမ္မာကမ္မန္တမဖြစ်အောင်သမ္မာအာဇီဝမဖြစ်အောင်တားမြစ်နှောက်ယှက်တတ်သည့်ကိလေသာတို့ကိုအကျွမ်းမဲ့ပယ်တတ်လိုက်တဲ့ဖြင့်သမ္မာဝါစာသဘောသမ္မာကမ္မန္တသဘောသမ္မာအာဇီဝသဘောတို့သည်လီအရိယာမဉ္ဇဉ်အခန်း၌ရှေ့ရှုတည်နေကြပေသည်ဆိုလိုတာကမှုသားပြောကျင်နေတဲ့စိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်မျိုးကိုအရိယာမက်ကပယ်ပလိုက်တယ်ခုံးတိုက်ခြင်းတဲ့စိတ်ဓာတ်အဲ့ဒါတွေအကုန်လုံးပယ်လိုက်တယ်ကျန်တဲ့စကားပြောကျင်တဲ့စိတ်ဓာတ်ပယ်ပလိုက်တယ်ပိန်ပြင်းတဲ့စကားတွေပြောကျင်တဲ့စိတ်ဓာတ်တွေအကုန်လုံးပယ်လိုက်တယ်ဘယ်တော့မှမပြောတော့ဘူးမပြောမှုဆိုတာသမ္မာဝါစာအလိုလိုသဘောကတည်နေတယ်သူ့တက်ခြင်းတဲ့စိတ်အကုန်လုံးပယ်ပလိုက်တယ်သူပစ္စည်းမတရားယူခြင်းတဲ့စိတ်လက်စားခြင်းတဲ့စိတ်အကုန်ပယ်လိုက်တယ်ကာမိတုမိတ်ဆိုတဲ့စိတ်တွေအကုန်ပယ်ပလိုက်တယ်မရှိတော့ဘူးအဲ့ဒီလိုစိတ်ထားမျိုးတွေကိုအရိယာမေကအကုန်လုံးပယ်လိုက်တဲ့အတွက်သမ္မာကမ္မန္တသဘောတွေလည်းရှေ့ရှုတည်နေတယ်သမ္မာအာဇီဝသဘောတွေလည်းအလားတူပဲရှေ့ရှုတည်နေတယ်ဘုရားပြောလို့ရတဲ့ပစ္စည်းသုံးကျင်တဲ့စိတ်ထားမရှိတော့ဘူးဘုံတိုက်လို့ရတဲ့ပစ္စည်းကျန်တဲ့စကားပြောလို့ရတဲ့ပစ္စည်းပြင်းပြင်းတဲ့စကားတွေဝတ္ထုရေးတာတို့ပေါ့လေမဟုတ်တဲ့ဝတ္ထုစကြောင်းတွေရေးပြီးစာအုပ်ရိုက်စီးပွားချတာပေါ့နော်ပြင်းပြင်းတဲ့စကားတွေပြောကျင်တဲ့စိတ်ထားတွေအဲ့ကြောင့်ရတဲ့ပစ္စည်းတွေမသုံးတော့ဘူးရှောင်လိုက်တယ်သူ့သက်ရတတ်လို့ရတဲ့ပစ္စည်းသူ့ပစ္စည်းသူသားများဖြည့်ဆည်းလို့ရတဲ့ပစ္စည်းတော့မဟုတ်ခိုးလို့ရတဲ့ပစ္စည်းဒါတွေအကုန်လုံးရှောင်လိုက်တယ်အဲ့သုံးကျင်တဲ့စိတ်ထားတွေမရှိတော့ဘူးသမ္မာအာဇီဝသဘောကလည်းရှေ့ရှုတည်နေတယ်အလားတူပဲဂုဏ်တော်မှု၅မျိုးလက်နဲ့ဂုဏ်တော်ခြင်းလူကိုဂုဏ်တော်ခြင်းအစိတ်ဂုဏ်တော်ခြင်းမွေးမြူလုပ်ပြီးတန်ခါးတွေကိုဂုဏ်တော်ခြင်းမွေးရစေဝါဂုဏ်တော်ခြင်းဆိုပြီးဒီဂုဏ်တော်ခြင်း၅မျိုးကြောင့်ရရှိတဲ့ပစ္စည်းတွေလည်းသုံးကျင်တဲ့စိတ်ထားမရှိဘူးရှောင်လိုက်တယ်အဲ့ဒါကြောင့်သူကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသဘောတွေကအရိယာမဉ္ဇဉ်အခိုက်မှာအလိုလိုပူးတွဲပြီးပါဝင်လာတယ်ပါဝင်လာတဲ့အတွက်စိတ်စရတိ39လုံးဖြစ်သွားတယ်34ကနေ3ခုထပ်ထည့်လိုက်တော့39ခုဖြစ်သွားတယ်နော်အရိယာမဂ္ဂင်နဲ့ရှေ့ရှုတည်ကြပြီထို့ကြောင့်အလုံးပေါင်းလိုက်တော့လောကုတ္တရာမဂ္ဂင်10ပါးတို့ဖြစ်ကြသည်အလုံးကမက်စိအခိုက်နဲ့အပြန်တူဖြစ်ကြသည်အဲ့တော့ဒီအလုံးခုရှင်းလိုက်တာသစ္စာ4ပါးနော်အဲ့ဒီသစ္စာ4ပါးကိုမသိခဲ့ဘူးဆိုရင်တန္တရာဝဆင်းဒုက္ခကုန်မလားမကုန်ဒါကြောင့်သစ္စာ4ပါးသိရကသိပြီးတော့အရေးကြီးပါတယ်အဲ့တော့ဒီခုထိဓမ္မစကြာတုတ်ပြီးတော့ပြီဆိုကြတော့နော်ဓမ္မစကြာတုတ်ပြီးဆုံးတဲ့အထိဘုန်းကြီးကပြောခဲ့တာဒီမရှင်းမလင်းရှိခဲ့ရင်ခုနေမေးခြင်းလည်းမေးနိုင်တယ်နှစ်ဖန်ထပ်မေးခြင်းလည်းမေးနိုင်ပါတယ်နော်ဒီစာမှုလေးကိုတော့ပါဠိတွေမဖတ်ချင်ကြော်လိုက်ပါဗမာလိုကိုတော့ရွရွပြီးဖတ်လာခဲ့ပါဖတ်လာပြီးတော့အကယ်၍နားမလဲတာရှိခဲ့ရင်နည်းနည်းလေးမှတ်ထားခဲ့မှတ်ထားပြီးဒီမှာဘုန်းကြီးလည်းဆွေးနွေးနိုင်ပါတယ်မေးမြန်းနိုင်ပါတယ်နော်ကဲဒီမြတ်ဒီလောက်နဲ့ပဲတရားသိကြစို့မမရှင်များခင်ဗျာဤသို့ပြုအပ်ဖြင့်မေတ္တာပို့အများဝေကြပါစို့ဤသို့ပြုရာ